စ
စေတရွှင်လဝမတတာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တို့ဖြစ်ကြပါစေကုန်သတည်းနေတို့ခါသာကိုယ်ဆင်းခြင်းစိတ်ဆင်းခြင်းကိုယ်စိတ်တစ်ပါး၏ဆင်းခြင်းစွာသောဆင်းခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တို့ဖြစ်ကြပါစေကုန်သတည်းနေဝယသာအဘနုဝါဒဘိပရာနုဝါဒဘိတန္တာဘိဒုက္ခတိဘိအစာရှိကုန်သောမကောင်းသောဘေးအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တို့ဖြစ်ကြပါစေကုန်သတည်းနေသောကသာမညုမမေတို့ရှိန်၍သောရိမနောကြောက်ကြမှုဆွေငိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တို့ဖြစ်ကြပါစေကုန်သတည်းဟွန်တို့ယခုစွာသောသစ္စာစကားနှင့်ဘုလောအပ်သောမေတ္တာဓာတ်ရှိဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းဘောလုံးနည်းနည်းလေးနည်းနည်းလေးချမ်းသာသလိုသတ္တသလိုထိုင်ပြီးတော့နာမှာပါတရားလဲယုံထွက်နိုင်ပါစေဒီတဲ့လူကတော့ရည်နေပြီဟုတ်လားအပမဒရတဟောတာသာစိတ်မနုရခတာဒုက္ခဥဒရထထနံပင်ကိသံနောဝကုံသရောအဘဝဒရတဟောထသစိတမနုရခတာဒုက္ခဥဒရထထနံပင်ကိသံနောဝကုံသရောဘေကဝေပရိသလေးပါးจิตသာจิตမိတို့တောမိသင်จิตသာจิตမိတို့သည်အပမဒရတအပမဒတရားနှင့်ပျော်မွေ့လို့နေကြကုန်သည်ဟောထားဖြစ်ကြပါကုန်လောသာစိတ်တမိမိတို့ရဲ့စိတ်ကိုအနုရခတကောင်းကောင်းကြီးဆောင်ရှောက်လိုက်ကြပါကုန်လောဤမေဝဥပမာပုံစိုးအဘေကဲ့သို့နည်းဟူမူကားပင်ကြီးရွှညွန်ပြောင်းလိုက်သံတော်နိဝေနေသောကိုယ်ကတော်အမှန်ကြီးပါတဲ့ဆင်မြောင်ကြီးသည်အတ္တနာမိကိုယ်ကိုဩဒရတိဝရွှညွန်ပြောင်းမှထုတ်ဆောင်ပြီးတကဲ့သို့ဧဝမေဝယောတတဗမတာယောထောအတုသာလျင်သုံးမိပေจิตသာจิตမိတို့သည်အတ္တနာမိကိုယ်ကိုဒုက္ခကိလေသာဒီဟုသောရွှညွန်ပြောင်းမှဩဒရထကောင်းစွာမသွေးထုံဆောင်ကြပါလိကုန်လောဤတိသောဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဩသာကရုဏာရှိသွားမေတ္တာအဖြင့်မိန့်ကြားတော်မူခဲ့ပါပေသတည်းအပမဒရတဟောထသစိတမနုရခတာ
ပိဿိဒီကာတာမှာဗုဒ္ဓရှင်တော်မြတ်မိန့်တဲ့စကားသည်အာလုံတ္တဝါများအတွက်မြန်မာလိုပြောရင်ပိဿိစကား3ခွန်းပဲရှိပါတယ်ပြောဘယ်နှခေါ်အဲ့ဒီစကား3ခုကိုခွန်ကြီးမြန်မာလိုတပတ်ချင်းတန်းပြီးတော့ပြောမယ်နော်တန်းပြီးတော့မှနံပါတ်1ဗုဒ္ဓရှင်တော်မြတ်မိန့်တဲ့စကားပါလေဆိုရင်ခြေသားခြေသမီးတို့မင်းတို့အပ္ပမာဒတရားနဲ့ပျော်မွေ့ပြီးတော့နေကြပါစကားတစ်ခေါ်ပါတယ်လေနောက်တစ်ခေါ်ကပြိဿရေမင်းတို့ရဲ့စိတ်ကိုကောင်းကောင်းလေးစောင့်ရှောက်ပါပြောသတ်မိတယ်နော်နံပါတ်1ကဘာနဲ့ပျော်မွေ့ရမလဲနံပါတ်2ကခြေသားခြေသမီးတို့မင်းတို့သည်အပ္ပမဒတရားနှင့်ပြောင်းမွေပြီးတော့နေကြပါမင်းတို့ရဲ့စိတ်ကိုလည်းပဲကောင်းကောင်းလေးကိုစောင့်ရှောက်ကြပါဥပမာလေးနဲ့နောက်တစ်ခွန်းမိတ်လိုက်တာကရှင်ပြောင်ကြီးဟာကွာတဲ့ရွှွညွန်ထဲမှာနစ်နေပဲဆိုရင်နစ်နေတဲ့ဒုက္ခန္တာကိုယ်ကြီးကိုသူကိုယ်တိုင်ပဲညွန်နေကနေအာကိုပြီးပြန်ထုတ်သလိုပဲပိဿရေရှင်မြောင်ကြီးပဲတဲ့နဲ့ရွှွညွန်ရောင်ထဲမှာနစ်နေတဲ့ရှင်မြောင်ကြီးသည်မိမိကိုယ်တိုင်ပဲကြိုးစားပြီးတော့ရွှွညွန်တွေကနေကုန်းပေါ်ကိုရောက်အောင်ထုတ်ဆောင်တတ်တာသလိုပါပဲဒီတိုင်းပဲမင်းတို့လည်းပဲကွာတဲ့ကိလေသာဆိုတဲ့ညွန်တွေကနေမင်းတို့ကိုယ်တိုင်ပဲရုံးထွက်နိုင်အောင်ကြိုးစားကြဘုန်းကြီးတို့ပဲညွန်တွေကလည်းကိလေသာကြီးဟုသောညွန်တွေကနေမလုပ်ရမှာဘယ်သူကိုယ်တိုင်လဲမိမိကိုယ်တိုင်လဲဒါတကားရာလုံးမြန်မာလိုချောအောင်ပြန်ဒီ3ချက်ပဲထည့်တယ်သတ်ပြီနော်ရှင်သာရှင်သမီးတို့တဲ့နံပါတ်1ကပါတယ်လေမင်းတို့ဒီအပ္ပမဒတရားနဲ့ပျော်မွေ့ကြပါနံပါတ်2ကမိမိတို့ရဲ့စိတ်ကိုကောင်းကောင်းလေးကိုစောင့်ရှောက်ပေးပါနံပါတ်3ရွှွညွန်ပြောင်းမှနေနေတဲ့ဆင်ပြောင်ကြီးသည်ကိုယ်အားကိုပြီးတော့လွတ်အောင်ဂုံပေါ်ကိုရောက်အောင်ထုတ်ဆောင်ခဲ့သလိုပါပဲမင်းတို့ဒီလည်းပဲကိလေသာဒီဟုသောရွှွညွန်တွေကနေရွတ်အောင်လုံးပြုံးထွက်နိုင်ကြပါစေကြပြီနော်ဒါဆိုရင်ပြိဿရေဗုဒ္ဓရှင်တော်မြတ်မိန့်တဲ့ဒီစကားလေး3ခုကိုနံပါတ်1စကားလေးကိုပြန်ပြောကြမယ်နံပါတ်1ကပါတယ်လေအပ္ပမဒတရားနဲ့ပျော်မွေ့ပါဆိုတော့စာပေသိခံသွားတယ်ပြိဿရေတော်တော်များများသိတာပါမယ်လို့မသိတဲ့လူတွေရောပပနိုင်ဘူးလားပြိဿရေအပ္ပမဒတရားနဲ့ပျော်မွေ့ပါဆိုတာကိုရီးယားကကြည့်လို့ပြောတာလားဩဘာလို့ခိုင်းလဲအပ္ပမဒဆိုတာပါဠိလိုမြန်မာလိုပြောရင်မင်းတို့မမေ့တဲ့ဂတိနဲ့ပြည့်စုံအောင်နေကြတဲ့ပြိဿရေဘာနဲ့ဒါလည်းပဲပြိဿရေဒီစကားနဲ့ပြောရင်ချောပြီလားမချောသေးဘူးဒီတဲ့ရှင်းအောင်ပြောရင်အပ္ပမဒတော့မင်းတို့အမြဲတတိရှိနေကြတဲ့ဒါဆိုတော့ပုံမရှင်းဘူးလားဒါဆိုရင်ဘုရားရှင်မိန့်လိုက်တဲ့ပထမစကားလေးဒီဒုပရိသတ်ကိုပါတယ်နဲ့အမြဲတတိရှိနေကြပရိသတ်ရေပါတယ်နဲ့တတဲ့ကရဲဘော်တွေဆိုရင်ပြိဿရေလှုပ်နေပြီဆူနေပြီဆိုရင်ရဲဘော်ပါတယ်လေရဲဘော်သတိဆိုရင်လှုပ်လို့ရသေးလားပြိဿရဲဘော်သတိဆိုရင်ဖြောင်းဖြောင်းဆိုရှိတာချပြီအကုန်လုံးပြိဿရေခါတယ်နောက်ပါလေးပြုလောင်လားသတိဆွဲကားပြီးမှလိုချင်တဲ့အမိတ်ပေးတာအခုလည်းပဲပြိဿရေပါတယ်လေဒုပြိဿဥကျင်ရွှေပါတယ်လေဥကျင်ရွှေသတိဟာဘယ်လိုတော့ပြလိုက်ပါလဲဘယ်လိုကြီးသတိဟုတ်လားအမြဲတတိရှိနေပါတဲ့ပြိဿရေပါတယ်လေအမြဲတတိရှိနေပါဆိုတော့ပြိဿရေဘယ်မှာတတိရှိရမှာလဲတဲ့ဟောလာပြီပြိဿရေဘယ်မှာတတိရှိရမှာလဲပရိသေမိမိဘဝအတွက်ရှာနေတဲ့ပညာရေးစီးပွားရေးကျန်းမာရေးလူမှုရေးမှာလည်းပဲတတိရှိပါအမြဲတမ်းတကယ်အချိန်လေးတတိရှိရမှာကမိမိရထားတဲ့ယုတ်နာမှာတတိရှိပါပရိသေအရာတိုင်းမှာပါရှိနေရမယ်
ပညာ၏နေပေကသားငယ်သမီးနေကြရလဲကိုယ်ကိုယ်ကိုအမြဲတမ်းတတိရှိပါတတိရှိနေပြီဆိုရင်ပြိဿရဲ့ကိုလမ်းကြောင်းကောက်နေတယ်လမ်းကြောင်းတည့်နေတယ်ဆိုရင်ကိုယ်တိုင်မသိဘူးလားအဲ့ဒါပဲပြိဿရဲ့ပညာ၏နေပေကသားငယ်သမီးငယ်တွေလေကိုလမ်းကြောင်းကိုမှန်ဖို့ရတော့ဒါရှိရမယ်စီဝါ၏နေပေကစီဝါရှာနေတဲ့လူကြီးလူငယ်လူလက်အကုန်လုံးလည်းပါရှိရမယ်တတိပြိဿရဲ့ဒီတတိဒီမိမိတို့ရဲ့လမ်းကြောင်းကိုတဲ့ပေးနေတာလားကောက်ပေးနေတာမဟာနေတဲ့လမ်းကြောင်းကနေလမ်းမှန်ကိုပို့မယ်ကောက်နေတဲ့လမ်းကြောင်းကနေလမ်းတဲ့အောင်ပို့ပေးမယ်ရှိနေတဲ့တတိကိုထပ်ပြီးတော့တတိကလိုက်တော့ပြိဿရဲ့အကျိုးအမြတ်တွေမြောင်များစွာရမယ်ဒါကလောကမြစ်ပဲဓမ္မနယ်ပယ်နဲ့ပြောမဲ့ဆိုပြိဿရဲ့ယောဂီအမြဲတတိရှိပါဆိုတော့ဘယ်မှာရှိရမှာလဲကြာထားတဲ့ယုတ်တရားနဲ့နေရာမှာပြိဿဒါကြောင့်မြတ်စွာဘုရားမင်းတို့အမြဲတတိရှိကြကွာဆိုတာကိုအနည်းချုပ်လိုက်ရင်ဘယ်မှာတတိကပ်ရမှာလဲဟောယုတ်နာမှာတတိကပ်ပါဆိုမြတ်စွာဘုရားဒီအာလုံးတတ္တဝါတွေအတွက်သမထဝိပဿနာရှုနိုင်မှတ်နိုင်ဖို့ရတော့ပြီးထားတဲ့ဣရိယာပုတ်ဘယ်နှမျိုးရှိလဲဒီမျိုးပြိဿရဲ့ပုတ်တယ်ဘာတွေလဲလျောင်းနိုင်နေထိုင်နိုင်နေရက်နိုင်နေသွားနိုင်နေကြည့်နော်ပြိဿရဲ့မြတ်စွာဘုရားရဲ့တရားတွေကိုသိချာလေးနာပြီးသိချာတွင်းမြတ်စွာဘုရားဒီလူသားတစ်ယောက်တကယ်ငြိမ်းချမ်းအေးချမ်းတဲ့တရားကိုရဖို့ရန်အတွက်ကြိုက်တဲ့ပုံစံနဲ့နာလို့မှတ်လို့အားထုတ်လို့ရအောင်မပေးခဲ့ဘူးဟာမေတရားအားထုတ်ရင်တင်မလီခွေထိုင်ပြီးတော့အားထုတ်မှတရားတွေ့မယ်လို့ဘုရားဟောခဲ့တယ်မဟုတ်ခဲ့ဘူးတော့ပြိဿတင်မလီခွေထိုင်ပြီးတော့ကျမ်းမာရေးကြီးတင်မလီခွေထိုင်လို့ရမှအရှင်ပြေတဲ့လူဆိုရင်ထိုင်အားထုတ်ဖို့ဘုရားမပေးခဲ့ဘူးရှင်ဘုရားရဲ့တပည့်တော်ကခါနာနေလို့ဘုရားခါကုန်းနေလို့ဘုရားပေါင်ရောကိုက်နေလို့ဘုရားတပည့်တော်ကမတ်တိုင်ရမှပတ်လို့ရတယ်ဆိုရင်ရောပြိဿရဲ့ရက်စီလို့ဘုရားမပေးခဲ့ဘူးထိုင်နိုင်ရင်ထိုင်ပြီးတော့မှတ်ပါရက်နိုင်ရင်ရက်ပြီးတော့မှတ်ပါလဲနိုင်ရင်လဲပြီးတော့မှတ်ပါဒါလည်းအရေးကြီးတာပဲပြိဿရဲ့သွားနိုင်ရင်သွားပြီးတော့မှတ်ပါတဲ့လူတိုင်းဒီပြိဿရဲ့သွားနေရာကနေပြီးတော့ပဲထိုင်သွားရတဲ့ဘဝတွေလှင်းနေရတဲ့ဘဝတွေဖြစ်မသွားဘူးလားပြီးတော့ကြာထားတဲ့ခန္ဓာကိုယ်ကြီးတွေပြိဿရဲ့ဒီဣရိယာပုတ်၄ပါးတစ်မျိုးမျိုးနဲ့တော့ဘုန်းကြီးတို့ယက်တိမနေရဘူးလားထိုင်တဲ့ကျမ်းမာရေးကောင်းတဲ့ပုဂ္ဂိုလ်တွေကထိုင်နေရမယ်ရက်တဲ့ပုဂ္ဂိုလ်တွေကရက်နေရမယ်သွားတဲ့ပုဂ္ဂိုလ်တွေကသွားနေရမယ်ဘာမှမရရင်တော့ပြိဿရဲ့အေဟာဓမ္မဘာဖြစ်ပြီးလဲနေရပြီဘယ်အနေထားနဲ့မဆိုမြတ်စွာဘုရားကတတိတာကပ်နေတဲ့သမထဝိပဿနာရှုလို့ပွားလို့မရဘူးတချို့ပြောတာလေးကိုဒီနေရာမှာဘုမသာကျေပြောတာတခြားကြောင့်မဟုတ်တချို့ရှင်းတယ်ဘုံဘုံရင်ထိုင်တော့ထိုင်နေတယ်ဒူးကမခံနိုင်လို့ဘုရားမပြောဘူးလားအမလီဒူးမခံနိုင်ကလတိုင်းပေါ်မှာထိုင်နေမရဘူးလားအပရိသတ်ရေမခံနိုင်ဓိတတော်မခံနိုင်တော့ဆိုအေးရတဲ့လဲဒီဒူးနာအောင်မလားကိုရီးယားကြတော့အေးရတဲ့လဲလဲမကြည့်ဘူးလားတရားထိုင်တော့အေးရတဲ့နဲ့ပတ်လာအဲ့ဒါလေးပြောခြင်းတော့ပြိဿဒါကြောင့်မြတ်စွာဘုရားကဟဲ့ရှင်သာရှင်သမီးတို့အမြဲတတိရှိတယ်ဆိုတာမင်းတို့ရထားတဲ့ယုတ်တရားနန္တရားကြီးသွားရင်လေသွားမှသိနေပါအဲ့ဒါကိုတတိရှိတယ်လို့ခေါ်ပါတယ်ကြက်ရင်လေရမသိနေပါအဲ့ဒါတတိရှိလို့သိတာထိုင်ရင်လေထိုင်မှသိနေပါအဲ့ဒါတတိရှိလို့သိတာလှည့်ရင်လေလှည့်မှသိနေပါအဲ့ဒါတတိရှိလို့သိတာစဉ်းစားကြည့်နော်ကြံတဲ့ထိုင်နည်းတွေမှတ်နည်းတွေမပြောနဲ့အောင်ပြိဿရဲ့မိမိရထားတဲ့ခန္ဓာကိုယ်တော်မှာထိုင်နေပြီမဲ့လို့စိတ်များလွတ်နေထိုင်မှမသိတဲ့လူတွေမပါဘူးထိုင်တာဥပမာထိုင်နေတဲ့အခုတရားဝဲမှာထိုင်နေပြိဿရဲ့တရားဟောမနေဘူးလားအတန်လည်းကြားတယ်မျက်နှာလည်းမြင်ရတယ်ဒါတော်မှပြိဿရဲ့စိတ်မချဘူးဆိုရင်စိတ်ကအိမ်ပြန်မရောက်နိုင်ဘူးလားကျုံမယ်တော်ကြီးဆိုရင်ငမီးလေးတယောက်ပါတော့မသိဘူးဘယ်လိုများနေခဲ့လဲမသိဘူးဒုက္ခပဲတယောက်တည်းမလို့ဟောပြိဿရဲ့စိတ်ကမရောက်သွားနိုင်ဘူးလားစိတ်ကအိမ်ပြန်ရောက်ပြီဆိုတဲ့ကကိုယ်ထိုင်နေတဲ့ဣရိယာပုမှာဖြစ်နေတဲ့ယုံနာမှာဖြစ်ချင်းပြက်ချင်းသိပါဦးမလားမသိဘူးနော်ဒါကြောင့်အမြဲတတိရှိနေပါဆိုတာပြိဿရဲ့ကြံတဲ့ရှုတဲ့ပတ်တဲ့အချိန်ကြီးအသာထားနိုင်ကိုရထားတဲ့ယုတ်တရားထိုင်ရင်ထိုင်မှသိနေတယ်ဆိုတာကပြိဿရဲ့
ကိုထိုင်နေထိုင်မှန်းသိနေထိုင်မှန်းသိနေတာကပြိတ္တရဲ့ယုံနာမှာတတိကပ်မနေဘူးလားထိုင်မှန်းမသိတဲ့ဘဝတွေကိုယ်လည်းမကြုံခဲ့ဘူးလားထိုင်နေတာပဲပြိတ္တရဲ့တရားပေါ်မှာထိုင်နေကားပေါ်မှာထိုင်နေအိမ်မှာထိုင်နေရွတ်ယုံမှာထိုင်နေတရားပွဲမှာထိုင်နေမထိုင်ဘူးလားပြိတ္တရဲ့ထိုင်နေတဲ့ကြားရပြန်တတိတစ်ချက်လွတ်သွားတာနဲ့ထိုင်မှန်းမသိတာမရှိဘူးလားဒါပြောပြလို့သေးလားပြိတ္တရဲ့အဲ့တော့ထိုင်မှန်းသိလိုက်တဲ့အခါကျတော့ကိုထိုင်နေပြီထိုင်မှန်းသိလိုက်တာနဲ့အဲ့ဒီတတိတိယုံနာမှာကတ်နေတဲ့အတွက်ကြောင့်နဲ့ထိုင်ရင်းကနေပြိတ္တရဲ့တတိတတိပူတယ်လို့ကျင်တယ်လို့နာတယ်လို့ကြိုက်တယ်လို့ခံစားချက်ဘာပဲပေါ်လာပြိတ္တရဲ့ဆက်ပြီးတော့သိမသွားဘူးလားထိုင်တာကိုတတိကတ်သိနေလိုက်တာနဲ့ထိုင်နေတဲ့ဖြစ်ပြီးတော့ပေါ်လာတဲ့ယုံနာရဲ့ပူခြင်းအေးခြင်းနာခြင်းကြည်ခြင်းကြိုက်ခြင်းခဲခြင်းထုံခြင်းတောင်းခြင်းတင်းခြင်းဆိုတဲ့သဘောတရားတွေတို့ပြိတ္တသူများမေးကြလို့သေးလားကိုယ်တိုင်သိမနေဘူးလားပြောချင်တာကဝိပဿနာဆိုလို့အခက်ကြီးလည်းမထင်နဲ့လွယ်လေးလိုပဲလည်းမထင်ပါနဲ့ပြိတ္တဒီစနစ်မှန်ရင်လည်းလွယ်လေးပါပဲဒီစနစ်မမှန်ရင်လည်းအလွန်ခက်ပါတယ်ဒီစနစ်မှန်လို့လွယ်သွားပြီဆိုရင်အခုထိုင်နေနဲ့အခုဘုန်းကြီးပြောသလိုကိုထိုင်နေတဲ့ယုံနာလေးကိုတတိကတ်သိနေရင်ပဲဒုပရိသတရားမှတ်နေတာလို့ပြောရင်ရလားမရလားရတယ်အဲ့ဒါပဲဝိပဿနာဆိုတော့အခက်ကြီးထင်ပါလို့ဒီနေ့လူတိုင်းနားလည်တဲ့စကားလုံးနဲ့ပြောနေတာဝိပဿနာဆိုတော့ကိုထိုင်နေတဲ့ယုံနာမှာယုံမှာပူရင်အေးရင်နာရင်ကျင်သိမယ်ကိုယ်ရင်ဆိုင်ရင်သိမယ်ထိုင်ရင်ထိုင်မှသိနေပဲသိနေတာတဲ့ပြိတ္တိတတိကတ်မနေဘူးတတိကတ်လို့သိတယ်ဆိုရင်အဲ့ဒါကိုပဲပြိတ္တိယုံနာမှာတတိကတ်သိနေတဲ့အတွက်ကြောင့်တတိပဋ္ဌာန်စကားနဲ့ပြောရင်ပြိတ္တိဒါသိသေးလေးမဟုတ်ဘူးခန္ဓာကိုယ်ကြီးကိုတတိကတ်သိနေတဲ့အတွက်ကာယ ानु ပဒနာတတိပဋ္ဌာန်ဖြစ်သွားတယ်ဒါဆိုရင်ဒီလူတွေအားလုံးရိတ်တာမသွားဘူးရုံတော့မှပြိတ္တိအခုကိုယ့်ကိုယ်ထိုင်နေတဲ့ယုံနာလေးကိုတတိကတ်ပြီးတော့ငါထိုင်နေတယ်ဆိုတော့လေတတိကတ်သိနေအဲ့ဒါတရားမှတ်နေတာမဟုတ်ဘူးလားထိုင်နေနဲ့သိနေလိုက်တဲ့အခါကျတော့ပြိတ္တိသောသောပြောလို့ယုံနာမှာကွေးတာစမ်းတာလည်းသိတာမယ်ပူတာအေးတာလည်းသိတာမယ်နာတာကျင်တာလည်းသိတာမယ်ဆိုတော့ယုံနာမှာခံစားနေရတဲ့ခံစားချက်တိုင်းကိုသိနေတာလည်းပဲပြိတ္တိစာလို့ပြောရင်ဝေဒနာလို့ခေါ်တယ်အဲ့ဒီဝေဒနာလေးကိုပြိတ္တိတို့အခုသိနေလားမသိနေလားတို့ကလည်းသူလည်းပဲတတိကဲ့နေတာသိတာတတိမကဲ့ရင်သိမလားအဲ့ဒါမှတတိလေးတစ်လုံးယုံနာကိုကတ်ထားယုံပါပဲတဲ့အဲ့ဒါကိုစာလို့ပြောရင်တတိပဋ္ဌာန်တရားအရက်စကားနဲ့ပြောရင်အခက်ကြီးလားအလွယ်လေးလားယာထားတဲ့ယုံတရားနာတရားပေါ်မှာတတိကတ်နေရင်ပြိတ္တိခိုင်ရင်လည်းတတိကတ်လို့သိမယ်ဒါဆိုကိုယ့်ကိုယ်စိတ်လေးနဲ့အိမ်မှာလှည့်ကြည့်လိုက်လှည့်နေတဲ့အချိန်မှာလည်းပြိတ္တိကိုလှည့်နေတဲ့ယုံနာဒီတိုင်းလှည့်နေပြီပဲလို့ဖောက်ပြန်မနေဘူးလားလှင်းနေတဲ့အချိန်ယုံနာကိုလည်းလှင်းမှန်သိပြီးတော့ငါလှင်းနေတယ်ဒါလေးတတိကတ်လှင်းနေတော့ဖောက်ပြန်နေတဲ့ယုတ်ဝေဒနာတခါတည်းပူတာအေးတာနာတာကျင်တာပေါ်လာမယ်ကြိုက်တာခဲတာပေါ်လာမယ်သိတယ်ဆိုရင်လည်းပြိတ္တိတတိကတ်နေမသိဘူးလားမကတ်ရင်ဒါဆိုပြိတ္တိဝိပဿနာဆိုတာဘာအရေးကြီးဆုံးလဲတတိကတ်နေဖို့ပဲပြောဘယ်ပေါ်မှာတတိကတ်နေတာလဲကြာထားတဲ့ယုံနာခန္ဓာမှာတတိကတ်နေဖို့ပဲအဲ့တော့ဒါဆိုယုံနာခန္ဓာမှာတတိကတ်နေဖို့ပဲဆိုတော့ပြိတ္တိတရားထိုင်နေမှဘုရားရှိထိုင်နေမှကားပေါ်မှာထိုင်နေမှဘယ်နာထိုင်နေမှလို့ပြောကြရှိသေးလားအခုထိုင်ရင်အခုတတိကတ်ရောမရဘူးလားသွားနေရင်တတိကတ်လည်းပြိတ္တိခြေလမ်းနေလှမ်းနေကိုလမ်းတော်ညာလမ်းဘယ်လမ်းညာလမ်းအကုန်လုံးလမ်းတော်လမ်းမသိကြတော့ကြော်မှသိနေတယ်တတိကတ်မနေဘူးလားဒါကြောင့်သွားပြီးတော့မှတ်လေတတိပဋ္ဌာန်ပဲလဲပြီးတော့မှတ်လေတတိပဋ္ဌာန်ပဲထိုင်ပြီးတော့မှတ်လေတတိပဋ္ဌာန်ပဲနောက်ဆုံးအိရတယ်လဲပြီးမှတ်ရင်တော့တတိပဋ္ဌာန်မရအောင်လားရက်နေရောပြိတ္တိဒီယုတ်တရားကြီးငြိမ့်နေလားပြိတ္တိဝါရောယုတ်ကြီးတောက်တဲ့သဘောတခါတဲ့အပူလိုက်အေးလိုက်တခါတဲ့လင်းတော့မှလို့ရိုင်းတော့မှလို့တောက်တော့မှလို့ဖြစ်နေတဲ့သဘောတရားတွေမရှိဘူးလားတတိကမသိဘူးလားဒါကြောင့်အမြဲတတိရှိပြီးတော့နေကြပါဆိုတာပြိတ္တိရထားတဲ့ယုတ်တရားနာတရားရဲ့သွားခြင်းထိုင်ခြင်းလဲခြင်းရက်ခြင်းဘယ်ပုံစံနဲ့နေထိုင်နေပါစေတတိကတ်နေတယ်ဆိုရင်
ဒုတိယနာပရိသတ်ကိုယ်တိုင်ပဲအချိန်ပြည့်တရားမှတ်နေတယ်လို့ပြောရင်မရဘူးလားသို့တော့တော်တော်များများကတ်တာများလားမကတ်တာများမကတ်တော့မှတ်ဖြစ်လားမမှတ်ဖြစ်လားကတ်မှမကတ်ပါတော့ဘယ်လိုလုပ်မှတ်တော့မလဲဟုတ်လားအဲ့တော့ပြိဿရင်ဒီနေရာလေးမှာဘုန်းကြီးပြောပြမယ်နော်ဘုဒ္ဓမြတ်အင်္ဂုံမှာတော့ဘုန်းကြီးကသမထဘာဝနာတွေကအမြင့်ဆုံးဖြစ်တဲ့အရဟံဂုဏ်တော်ရဲ့အဓိပ္ပာယ်နဲ့ပွားပုံလေးကိုပြောခဲ့တယ်အဲ့တော့ဒုတိယနာပြိဿဝိပဿနာကြီးကိုအဲ့ဒီလိုတတိကပ်ပြီးတော့အမြင်မနေနိုင်ဘူးဆိုရင်တော့မှလေသမထကြတော့အဲ့ဒီလိုမဟုတ်ပြိဿရင်နှုတ်ကလေးကိုအလုတ်ပေးလိုက်ဓမ္မမွေစိတ်ကလေးကိုအလုတ်ပေးလိုက်ဘယ်လိုပေးမလဲဆိုရင်ဟောသမထဘာဝနာမှာလေကိုယ်တတိကယုံနာမှာမဟုတ်တော့ဘူးပြိဿအင်္ဂါဘုရားဖြစ်ဖြစ်မန္တလေးမဟာမြတ်မုနိဘုရားဖြစ်ဖြစ်ရွှေတကုံဘုရားဖြစ်ဖြစ်ရုပ်ပွားတော်ဝါဒနာပိုင်းရုပ်ပွားတော်မှာစိတ်ပို့ဘယ်လိုမှအဲ့ဒါတွေအာယုံမပြုတ်ခြင်းတတ်တော်တင်ရှားဘုရားရှင်ရဲ့ဂုဏ်ကိုအာယုံပြုတ်ပြီးတော့တတ်တော်တင်ရှားဘုရားစီကိုစိတ်ပို့ထားရင်မရဘူး။ဒါယုံနာရဲ့ဖြစ်နေတဲ့ခံစားချက်တွေမှတ်ကြလို့သေးလား။သမထဘာဝနာဆိုတာကဒုတိယနာပိဋကပတ်ထားတော့အပြင်ဘက်ကိုရှုတာ။ဘာလို့ရှုတာလဲ။ဝိပဿနာဘာဝနာဆိုတာကယုံနာကိုရှုတာ။ပြောဟုတ်ပြီနော်ဝိပဿနာတရားကိုတတိပဋ္ဌာန်မမှတ်နိုင်သေးဘူးဆိုရင်ပြိဿသမထဘာဝနာတွေကဘုဒ္ဓနည်းကဘုန်းကြီးသင်ပေးတာဒီတော့အကုန်ပိုင်လဲပါမယ်တချို့လဲကြံမယ်ပြိဿရသော်ဘုရားရဲ့ဂုဏ်တော်တွေအနန္တတွေကနေပွားများပူဇော်ဖို့ပေးထားတဲ့ဂုဏ်တော်ဘယ်နှပါလဲကိုးပါထဲမှာရှေ့ဆုံးကဂုဏ်ကပါလဲအရဟံဟောကြည့်အရဟံကိုပြိဿဒီတိုင်းလေးပဲမနေနဲ့ပါဠိလေးပဲရွတ်ပြီးတော့အရသာခံနေနဲ့အရဟံကိလေသာကင်းတော်မူသောမြတ်စွာဘုရားဒါဘုန်းဘုန်းအရင်ကပြောနေကြစကားအခုတော့ဘုန်းဘုန်းဟိုမှာတော့ပြင်ပေးခဲ့တယ်အရဟံကိလေသာယံမှန်သမျှကိုအငွေအသက်အထုံဝါဒနာမြမကြံရအောင်ပယ်ရှားသုတ်သင်အောင်မြင်တော်မူပြီးတော်မြတ်စွာဘုရားဒီအဓိပ္ပာယ်လေးကိုချက်ထားပြီးတော့ပြိဿကြီးအဲ့ဒါလေးကိုပဲအချင်းချင်းခါခါရွတ်နေရင်မိမိရဲ့စိတ်ဒီဘုရားစီမှာတဖြည်းတဖြည်းနဲ့တည်မသွားဘူးလားနောက်တစ်ခါပြိဿကြီးအရဟံစိတ်ကိုယ်ရာ၌တော်မှလည်းမကောင်းမှုအကုသိုလ်အမှုကိုပြုတော်မမူသောမြတ်စွာဘုရားဟောဒါလေးဆက်လုံးလိုက်တော့ဆက်ရွတ်လိုက်တော့ပြိဿကြီးကိုယ်တိုင်လည်းပဲစိတ်ကိုယ်ရာမှာမကောင်းတဲ့အကုသိုလ်တွေကိုပြုတော်မယ်ဆိုရင်တတိပေးပြီးသားဖြစ်မသွားဘူးလားကိုယ်တိုင်လည်းတတိပေးပြီးသားဖြစ်သွားသလိုဘုရားစီမှာစိတ်ပို့ထားတဲ့အတွက်ဘုရားကိုကြည်ညိုတဲ့တရားလေးနဲ့ဘုရားစီမှာစိတ်ကပို့မငြိမ်သွားဘူးလားပြီးတော့မှအရဟံလူနဲ့မြမတတ္တဝါတို့ရဲ့အလူတော်အတဏ္ဍအမှုသောမှန်သမျှကိုအထူးခံယူတော်မူထိုက်ပါသောမြတ်စွာဘုရားဟောဒီသုံးမျိုးလေးကိုပြိဿရင်စိတ်နဲ့ရွတ်ရင်ရွတ်နေနှုတ်နဲ့ရွတ်ရင်ရွတ်နေပြိဿရင်နှုတ်နဲ့များရွတ်နေမယ်ဆိုရင်ကိုယ်ပါးစပ်လေးကတန်ဖိုးရှိတဲ့ရှားလေးနှခမ်းလေးဖြစ်မနေဘူးလားဒါကြောင့်ဝိပဿနာအထိမသွားနိုင်သေးဘူးဆိုရင်လည်းပဲသမထဘာဝနာလောက်တော့လူတိုင်းလုပ်ဖို့မလိုဘူးလားအဲ့ဒါဆိုရင်သမထဘာဝနာပွားတာကြတော့ဒုပရိသပြင်းနေတဲ့ရုပ်နဲ့နာမ်ကိုရှုပြလိုသေးလားဘယ်မှာရှုပြီကျန်တဲ့သမထဘာဝနာ39ပါးထားလိုက်တော့အခုဗုဒ္ဓနုတ္တိလို့ခေါ်တဲ့ပရိသတ်အရဟံဂုဏ်တော်လေးကိုပဲအခုဘုန်းကြီးပြောလို့စနစ်တကျလေးရွတ်ပွားလို့ဖြစ်စီနှုတ်နဲ့စဉ်းစားပွားလို့ဖြစ်စီပွားရင်မရဘူးလားအရဟံကိလေသာယမသမျှကိုအငွေအသက်အထုံဝါဒနာမြမကြံရအောင်ပေရှားသုံးသင်အောင်မြင်တော်မူပြီးသောမြတ်စွာဘုရားအရဟံစိတ်ကိုယ်ရ၌တော်မှလည်းမကောင်းမှုအကုသိုလ်မှုကိုပြုတော်မမူသောမြတ်စွာဘုရားအရဟံလူနဲ့မြမတတ္တဝါတို့ရဲ့အလိုတော်တဏ္ဍအပူဇော်မှသမျှကိုခံယူတော်မူထိုက်ပါသောမြတ်စွာဘုရားဒါလေးပဲပြိတ္တိကာမောင်ရင်ရွတ်မရဘူးလားဒီရောင်ရင်ရွတ်မရဘူးလားအမလီအိရင်ရွတ်လှန်ရင်ရွတ်ပေါက်ရရွတ်ပက်လက်ရွတ်ထိုင်ရရွတ်အကုန်ရွတ်မရဘူးလားပြိတ္တိသောသောသောယုံနာကိုတတိကမှတ်နေတာနဲ့ဆိုင်ဒုပြိတ္တိအဲ့ဒါလေးကြတော့စိတ်ထဲမှာပို့ပြီးတော့လှုပ်ရှင်လားမလှုပ်ရှင်လားနှစ်ခုတစ်ခုတော့လုပ်ပါတဲ့သမမလားအဲ့ဒါကိုပြိဿကြီးသမထဘာဝနာလို့လဲခေါ်တယ်နောက်ထပ်လူတွေပြောနေတဲ့ဗုဒ္ဓနုပတိလို့လဲခေါ်တယ်နောက်ထပ်ပြောနေတဲ့အရဟံဂုဏ်တော်ပွားတယ်လို့လဲခေါ်တယ်ဘာပဲခေါ်ခေါ်အဲ့ဒါသမထဘာဝနာမှာအမြင့်ဆုံးအလုပ်ဖြစ်ပါတယ်မကောင်းလားဒါကြောင့်
Mamire Tadiyane Nijabe Soyim Pritayi Shino Myabaya Tango Sego Pobino Arangono Puanire Oda no Dari Bawana Tamada Bawana Lipa Bidoni Lendivari Era Soyindo Prita Tamada Bawana Net Yomwini Tamada Bawana Net Yomwini Toy Chowni Ki Litari Akong Mapeto Lebe Pritayi Kosego Ninwanzi Tete Diurana Tiari do Yimadawna Yingari Tamada Bawana Atimadine Pritayi Tamada Bawana Lopini Poyi Duri Yayi Tijara Takuano Wawa Yayi Ko no Swa Ari Tata Ko Shu Swa Ari Six Swa Ari Tata Pritayi Teketala no Poyi do Dago Hoda Ve Ko Leve Ko Adita Nego Tani Go Pritayi Ko Loya Megiza Shuya Me Diao Yude Maya Mediao Made Poya Mediao Poire Poya Ravi Poyi Dodo Yamai Almimuma Pritayi Takulego Magine Dodo Yamaga Agolo Kinare Sarana Ari 12 minute Chema Almimuli Yajanavi Ola Ayo Alongo Biogena Ababada do Ababada Diane Piomwilo Nidi Hota Pia Bagono Pritayi Ababada Diane Piomwiva Sura Dege Horagado Tadi Patan Diane Piomwivo Hodo Mubare So the Dipadandia di Seko Manut 90 Sway, a good yore, Namada Bawana Rega, Aragono, Puana, Lauto, Dobrida, Yare Mola Yai Brida, Wayo Bamu Blue. After Aragono Puani, Yonama Tadika Dam, Hopi, Melo, Payadama Tadika, Puani, Eri Tadili, the car, the Madio, a Tauman, you like the Akama. Tosidi Ninchan Ichan Tuare Kana Live Jivi, Jaiva, Niurana Diade, Nin Tuare, Chanda Mayaula. He noticed me, Sozo Bione, Kuamuya Chidaima, the Dibadan Diane, Gabido Manime, say Amuya Dua Jana Silarema, the Dibadan Diane, Gabido Dinime. Say the Ulabrida, Loba, Chimanti, Doda, Chimanti, Moha, Chimanti, Mana, Chimanti, Chimanti, Nire, Swime Brida, a chain meaning, Edidio, Mountain Line, but she on Nilo Meow. Over Brida, Chimamadi, and your pit, Wadarina, Mafidalina. The Joe Brida is your not Toda Pilavino, not Toda Pilavino, Mayola. Go allow me, Machine, or Toda Pita Gown. Magomelo, Toda Pita Gown, I'll let you down, pit to the hands of the day, Yadana Majida. I am the say go let the Dikaba, Widana go let the Dikabare, a neat show like Brida. Veno, your Muyame, the Tiazana, Yadane, Yunama, Koa Muyae, Widana Bomai, say Bomai, Nabawa, Dama Bomai. The deep Patandia, Libane, Shuma, Wanya Pido, Nijava, Lu, Yesavia, Hovani. Brida, a Rulo Diali Horo, Ginemona. Yim, Hoama, me, Hola, Toya Hora, Shawabe, Sawabe, Loga Yoni, Hobi, let's do a Jumia, a Logano, Mabilo, Miam. Pavilo Pomon Pira, Leze, Unagan, Taku, Pian Sabian. Tamada, Pawana, Puai, Sadi, Minimula. Say the Yena Brida, Valaudi, Yena, Solosini. Go, 8 a young of Yandrina. Valaudine, Aragono, Chajamoro, City, Yena, Hagonida, Guji Manava, Babuma, Masibulo. Go, Brida, Pian, Yuya, Lao, a tea, say the Yengari. At a Pian, you allow, say the Yengari, Kajana Brida, Hodania, Maduda, Madia, you be lao, Pian Singing, or Tilao, Gilida, Chulida, do not want the Lube. Go say the Gilida, do Elva, China, Gonida, Janetu, and Luca, maybe like Ume, so the Sayati, Chitan. Every game of Lena. Tamada, Bawana, Gilene, say Swan, Yana, Chema, Wanda, Ginule, City, Bola Lane, Bola, Chenima, the Titabo, Valese, oh. The one that you say to the Leve, Manieva, La Canalive, Hori, Maniere, Seco, Below Piet,
ငါစောင့်ပြီးတော့စိတ်ဓာတ်နုပဒနာနဲ့ရှုလိုက်အောင်မပဲလို့ဝမ်းသာတဲ့စိတ်ကလေးကိုစောင့်ဝမ်းသာတယ်ဝမ်းသာတယ်ဝမ်းသာတယ်ကြည်နူးရင်ကြည်နူးတယ်ကြည်နူးတယ်ကြည်နူးတယ်စောင့်ပြီးကြည့်နေနှုတ်ကနေရွတ်တယ်လို့စိတ်ကရွတ်ရင်လည်းရွတ်မရွတ်ရင်လည်းပဲတဲ့ဝမ်းသာနေတဲ့စိတ်ကလေးကဘလောက်ကြာဝမ်းသာနေသလဲဘယ်လိုရော့သွားသလဲဘယ်လိုပြတ်သွားသလဲဘယ်လိုပြောက်သွားသလဲဆိုတာကိုစောင့်ပြီးတော့ရှုလိုက်နေလိုက်အဲ့ဒါသမထကနေဝိပဿနာကိုသွားတယ်လို့ခေါ်တယ်။ဒါပြောပြတာကသမထဘာဝနာသည်တကယ်ပတ်သက်သွားတိုင်းဝိပဿနာအတွက်ကအထောက်အကူဖြစ်ဘူးလား။ဒါဆိုရင်သမထဘာဝနာကိုစိတ်ထဲမှာခိုင်အောင်လို့ဝါဒနာပအောင်လုပ်ပြီးသွားရင်ဝိပဿနာအတွက်အလိုလိုကိုစိတ်ပုံဝင်သားသွားအောင်လား။ဒါကြောင့်လေးတိုင်းဝိပဿနာဒီမလုပ်နိုင်ရင်သမထတော့လုပ်ပါသမထကိုလုပ်တဲ့အခါမှာလေအဲ့လိုကြည်နူးလာတဲ့ပျော်ရွှင်လာတဲ့ဝမ်းသာလာတဲ့စိတ်အဆင့်ကိုရောက်ပြီဆိုရင်ကြည်နူးစိတ်ပျော်ရွှင်စိတ်ဝမ်းသာစိတ်ဟာလေမမြဲဘူးဆိုတာကိုဘုရားဟောတာတဲ့အတွက်ဘယ်လိုမမြဲတာလဲဘယ်လိုဖြစ်ပြီးဘယ်လိုပြတ်သွားတာလဲဆိုတာလေးကိုစောင့်ရှုရင်အဲ့ဒီစိတ်ကလေးရဲ့အနိစ္စမမြဲဘူးဆိုတဲ့တဖြည်းတဖြည်းရော့ကျပျက်စီးသွားတဲ့သဘောဒုက္ခကိုယ်ကစောစောကြည်နူးနေတယ်အခုမရတော့ဘူးကိုယ်ဆင်းရဲကစိတ်ဆင်းရဲကကတ်လာပြန်ပြီဆိုတဲ့သဘောအနတ္တကိုဖြစ်ခြင်းတိုင်းမဖြစ်ပါလားဆိုအဲ့ဒီတထိုင်ထဲမှာပြိဋ္ဌာန်အနိစ္စဒုက္ခအနတ္တကိုသိတဲ့ဝိပဿနာဉာဏ်นี่ရနိုင်ပါတယ်ဒါဆိုပြိဋ္ဌာန်သမထရောဝိပဿနာရောတကယ်အလုပ်အနစ်ချုပ်နိုင်ရင်ဘာအားကောင်းမှရမယ်သတိဒါကြောင့်ဘေကဝေပရိသလေးဝါจิตသာจิตမိတို့သုံးမေသင်จิตသာจิตမိတို့သည်အပမဒရတအပမဒတရားနှင့်ပျော်မွေ့လို့နေကြကုန်သည်ဟောတာဖြစ်ကြပါကုန်သောဝါအပမဒရတယတရေယုတ်တရားနန္တရားရဲ့ပေါ်မှာသမထဘာဝနာဝိပဿနာဘာဝနာတရားများကိုတတိလကိုင်ထားလို့ရှုမှတ်ပွားများလို့နေကြကုန်သည်ဟောတာဖြစ်ကြပါကုန်သောမလိုအပ်ဘူးလားလိုအပ်တယ်ဒါဆိုရင်ပြိဿတောသားရောပြိုသားရောဝိပဿနာနိုင်ဝိပဿနာမှတ်မနိုင်ရင်ဘာမှတ်လို့ရမလဲသမထဘာဝနာမှတ်ခတ်သလားစာသေးဘလောက်ကြီးကြီးစီသေးဘလောက်ကြီးကြီးတိုင်းပြည်ဘလောက်ပြက်ပြက်ပြိဿဟောဒီပါဇက်မှာတတိကောင်းနေအရဟံဂုဏ်တော်ကိုတခြင်းဆိုသလိုပွားနေတော့မရဘူးလားအေးအဲ့ဒါလေးပြောချင်တာပဲဟုတ်လားသမထကိုပွားနိုင်ရင်တတိကပွားပါတတိတွေကိုဒီတိုင်းကြီးလက်လွတ်မထားပါနဲ့ဝိပဿနာဒီမှတ်နိုင်ရင်ပို့ပြီးတော့ကောင်းပါလေဝိပဿနာမှတ်ပါဝိပဿနာမှတ်ပါများလာရင်စက္ကန့်တိုင်းမှတ်ပါများတော့တတိတွေညီနာမယ်တတိတွေညီနိုင်ရင်ကိုယ်ယုံနံပေါ်မှာတွေ့တာကန့်ညိနေတဲ့စိတ်တွေကွာလာမယ်ကိုယ်ယုံနံမှာတွေ့တာကန့်ညိတဲ့စိတ်ကွာလာတာဘာကြောင့်လဲဆိုရင်ငါရထားတဲ့ယုံနံငါကကောင်းတယ်လို့ထင်တာမြဲတယ်လို့ထင်တာအောင်မလီတတိကတထိုင်အတွင်းကိုဖြစ်ပြီးပြက်နေတာကအများကြီးပါလားလို့သိသွားရင်ယုံနံပေါ်မှာခင်မင်တွေ့တာနေတဲ့ရူပတဏှာကြီးပြိဋ္ဌာန်ကြော့မသွားဘူးကိုရထားတဲ့ယုံနံပေါ်မှာရူပတဏှာတွေ့တာရဲ့စိတ်တွေကြော့သွားရင်ဝေးထားတဲ့သာသမီမြည်မြစ်ပိုက်ဆိုင်တဲ့ပစ္စည်းဥစ္စာပေါ်မှာငါသားငါသမီးငါမြည်ငါမြင့်ဒါမှမဟုတ်ငါတိုက်ငါကားငါရွှေငါငွေဆိုတဲ့စိတ်များသည်ပိုတိုးသွားမလားရော့သွားမလားရော့သွားတယ်ဘုန်းကြီးကဒီနေ့တရားတွေ9မျိုးလောက်9မျိုးလောက်ရှိပါတယ်ဒီနေ့အသစ်တွေအများကြီးပါပဲသို့တော့မနက်ကမှကိုယ်မယ်တော်ကိုတရားကပ်ဟောပြီးတော့ငါတော့ပလင်ပေါ်ရောက်မှအာရပါထပ်ပြောမယ်ဆိုပြောရတာအခုဒီပြိဋ္ဌာန်ဒကာကြီးကိုသတိရတော့မလီကြွားလိုက်သေးတယ်ဘာကြွားတယ်မှန်းမေတော်ကြီးလို့ဘလောက်ချစ်သူ့ကိုမချစ်ဘူးဆိုတာလက်မခံဘူးလားချစ်တာမို့တဲ့19နှစ်တည်းပေါင်းတော့တာတဲ့ဘလောက်ချစ်တယ်ပြိဋ္ဌာန်ဘုန်းကြီးတို့စဉ်းစားကြည့်ကိုကချစ်လို့ခံစားပြနေပြီပြိဋ္ဌာန်ကိုချစ်တယ်လို့သိသွားတော့ကိုလိုက်ပြီလားကိုသိရကြတဲ့လူကိုချစ်တယ်လို့လိုက်ပြီလားအဲ့ဒါပြိဋ္ဌာန်ကိုချစ်တယ်ဆိုတာတကယ်ဟုတ်ရဲ့လားပြိဋ္ဌာန်ဘဝတွေ့တော့လေလင်ကောင်းလို့လိန်တာပါဘုန်းကြီးတို့လည်းဒီတိုင်းပဲပေါ့ကြောက်တယ်တော့ကြောက်เสียအားလုံးအစဉ်ကြီးတယ်ပြိဿဘယ်မျိုးကကောင်းလဲကြောက်เสียမို့ဟောပြိဿဝမ်းနေရောင်ရမှာပြောမလဲပြောရတာတော့ပြိဿအကုန်လုံးတရားနဲ့တောင်စိတ်ချမ်းသာဖို့ရန်အတွက်ခေါ်အားပေးပြီးပြောကြတာပါပဲအဲ့နှစ်ခုလေးပဲစဉ်းစားငါချစ်တဲ့လူတည်သွားတယ်ငါချစ်တဲ့တာခံစားလိုက်ရတာမျက်ရည်ကိုမတိတ်နိုင်ဘူးလို့ပြောရင်
ပြိတ္တိုင်အဲ့ဒီမတိတ်နိုင်တဲ့မျက်ရည်တွေကိုအကုန်လုံးအပိုးတွေခံမနေနဲ့လိုက်တည်နိုင်လားနိုင်မသိဘူးဆိုတဲ့ဟာသူ့ကိုချစ်တာလားကိုယ့်ကိုယ်ချစ်တာကိုယ့်ကိုယ်ချစ်တာပြိတ္တိုင်အဲ့ဒါကြောင့်ကိုယ့်ကိုယ်ချစ်တယ်ဆိုရင်ပိုင်ဆိုင်မှုတွေပေါ်မှာဒါမှမဟုတ်တည်သွားတဲ့လူရှိနေတဲ့လူပေါ်မှာတဏှာတွေသိမ့်မကန်းနဲ့ကိုချစ်တယ်ဆိုရင်တနေ့ကိုလည်းအဲ့ဒီတည်လန်းသွားရမှာလားမသွားရဘူးသွားရမှာအတွက်ပြန်စဉ်းစားကြည့်ကိုမေတော်ကြီးပဲကိုပြောပါမယ်ကဲဥယျာဉ်ဘာတော့မရှိတော့ဘူးငါလွန်လိုက်တာငါအိတ်လို့နေလို့စားလို့ကိုမရဘူးဘလောက်ပဲပြောနေပြီကဲတနေ့မေတော်ကြီးရောသွားပါလားမသွားဘူးသွားရမှာဆိုရင်သူသွားတာကိုပြန်စဉ်းစားကြည့်ဥယျာဉ်ဘာတခါကြီးရဲ့နောက်မှာတိုက်ပါသွားလားကာရွှေငွေအမလီအဲ့ဒါဆိုရင်သေဂာနီတခါကြီးကအမလီမကွေးနိုင်ရင်ဒီနေ့ငါနဲ့မခွဲတူလေငါနဲ့တခါတည်းလိုက်ခဲ့ပါမျိုးများခေါ်ဘယ်လိုကြီးလိုက်မလားအမလီမလိုက်အောင်ဘာဒီကပြောနေတော့မကြောက်တော့တော့ငါမျိုးကုန်သွားမောင်းတော်လို့လေဟုတ်လားအဲ့ဒါဆိုရင်စဉ်းစားလို့ရပြီဒါဆိုရင်သူ့နောက်ကိုဘာမှပါမသွားသလိုကိုတည်တဲ့တနည်းရောကိုတော့ဘာပါမလဲဘာမှမပါဘူးပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာအိုးအိမ်တိုက်တာရှင်ငွေလေးတစ်ခုလေးယူသွားလို့မရသလိုမွေးလာတဲ့သားသမီးမြေးမြင့်ငါကြီးတွေငါမီးတွေဘလောက်ပြောနေနေတယောက်ခေါ်သွားလို့ရအေးဒါဆိုရင်အဲ့ဓာတွေယူလို့မရဘူးဆိုရင်ပိုင်ဆိုင်မှုထဲမှာပိုင်နေဆိုတဲ့အရာကိုဖြတ်တဏှာကိုဖြတ်တရားလက်နဲ့လှူလိုက်တဲ့ဒီကနေ့လှူတဲ့အလူမျိုးတွေကြတော့ပါသွားလားမပါသွားအဲ့ဒါကိုရအောင်ယူရမှာမေတော်ကြီးအလူခံနေတာမဟုတ်ဘူးဒါနကောင်းမှုစွမ်းနိုင်ဘယ်လောက်ပဲပြုဘယ်ဘုန်းကြီးကိုမှမနိုင်တာလှူကြမလို့ဘူးကိုပိုင်တာကိုပိုင်တယ်လို့ဘယ်လောက်ပဲပြောနေနေတနည်းအကုန်ပါဖြစ်ကြမှာသို့တော့လှူဖို့မပြောဘူးလှူရင်လှူမလှူရင်နေကိုလှူနေသလောက်လှူတာလေးကတော့တနည်းကိုသွားတဲ့တနည်းကြရင်ကိုအတွက်အဖို့လေးမပါဘူးအေးဒါကြောင့်ပြိဿကြီးမမြဲဘူးဆိုတဲ့သဘောတွေသိမှပါနေရထားတဲ့သက်ရှိတတ်မဲ့ရာပေါ်မှာဆွဲလန်းတဲ့တဏှာတွေကွာမယ်တဏှာတွေကွာမှတရားအားကကောင်းလာမယ်တရားအားကောင်းလာမှပိုင်ဆိုင်မှုတွေကနေဒါကတော့ဒီလောက်ထားဒါကတော့ဒီလောက်စားဒါကတော့ဒီလောက်ယူဒါကတော့လှူကိုလှူမှဖြစ်မှာပဲဆိုတဲ့စိတ်ပေါ်လာရင်တနည်းသိရတော့မယ်အချိန်ရောက်လာတဲ့အခါကျတော့တော်သေးတယ်ငါရဲ့ခွန်အားနဲ့ကံအားနဲ့ဉာဏ်အားနဲ့ဝရိယအားနဲ့ဟိုဒုသနီးမောင်နဲ့ရှာခဲ့တဲ့ပိုင်ဆိုင်မှုတွေကနေဟိုကြောင်းဘလောက်ဆောက်ပြီးတရားဘလောက်ဆောက်ပြီးလမ်းဘလောက်ဖောက်ပြီးဘာလူခဲ့တယ်ဆိုတဲ့ပရိသတ်ရဲ့ကိုပြုရဲ့ဌာနကောင်းမှုတွေကအဲ့ကြမှာစာဂနုတ္တိပွားပြီးတော့သိခွင့်ရရင်သိကြတာတော့ကောင်းတဲ့နေရာသွားမလားမကောင်းတဲ့နေရာသွားမလားအဲ့ဒီတရားလက်ပေါ်ဖို့တဏှာကိုဖြတ်နိုင်ဖို့ကြတော့အရေးကြီးဆုံးကယုံနာမှာအမြဲတတိကငါလေးတနည်းငါလေးတနည်းငါလေးတနည်းသူ့လိုနာသူ့လိုသိမာဆိုတာကိုအမြဲတမ်းပေါ်ဖို့အတွက်တတိကပ်နေဖို့မလိုဘူးလားလိုတယ်အားလုံးပါပဲဒါတော့ဘုန်းကြီးကမဟောလို့မဖြစ်တော့ဘူးလို့မေတော်ကြီးကဆွဲလန်းမှုသိပ်များတယ်အမေလည်းဒီတိုင်းပြောခဲ့တာပဲဘုန်းကြီးခရီးထွက်လာမှဘုန်းကြီးခရီးထွက်လာမှအမေတို့မှာမောင်နှမ2ယောက်ပဲရှိတယ်တန်တော့ကောင်းတယ်သူတို့မောင်နှမဟိုဘာကြီးက85နဲ့အမေက80အမေက80နဲ့ရောက်ပြီဒါဝင်နေ့ကဘုန်းကြီးရောက်တော့ဘယ်မှာလဲညောင်းမြင်းကြံရောက်တော့တယ်လေမနခင်စောစီဆရာတော်ဘုရားကြီးဟတ်သွားပြီအမေကငိုလီဘာဖြစ်ကုန်လဲမသိဘူးပေါ်เจ้าမှာအမေဘာဖြစ်တာလဲမလေးအငိုတော်နဲ့မလေးဘူးအသက်ကဘယ်လောက်လဲအမလေးရှွတ်နဲ့အမေမြန်ပြောအမေရဲ့လို့အမေနဲ့အဝေးရောက်တော့အမေဘာဖြစ်တာလဲပြောဟောမမဟုတ်ဟိုမောင်ကြီးမိမမပွားညောဆုံးသွားပြီအမေလန့်လိုက်တာဘာများလဲလို့အမေမောင်ကြီးမိမမပွားညောဆုံးသွားတာအသက်ဘယ်လောက်လဲဆို84လောက်တော့ရှိပြီပေါ့အမေဖရာတော်မှာ80ပဲနေရတာလို့84နှစ်သူက4နှစ်တောင်ပိုးနေသွားတယ်အဲ့ဒါအမေငိုကြလားလို့အမလီဟာမတိတ်နိုင်ဘူးအဲ့တော့သူကပြောချင်တယ်သိတယ်သူကလေကျုပ်ကစဉ်းစားတယ်ငါမြင့်ကြားဘူးတာရောင်းမတွေနဲ့တဲ့တယ်မကြောက်ဘူးအမလီသူ့ကျမရောင်းမကြီးချစ်လိုက်တာဟုတ်လားအဲ့တော့အမေတို့ဘာလို့ငိုနေတာလဲအမေတန်ဝေကယူရမှာငါမောင်ကြီးရဲ့မိမငါရောင်းမကြီးတောင်84ရောက်တော့ဆုံးသွားပြီငါ80ငါ4နှစ်အထိနေရပါမလားဒါဆိုရင်ငါလေးတစ်နေ့သူ့လိုသိမှဖြစ်တဲ့တော့ငါဘာလုပ်မလဲဆိုတော့အမေအဲ့ဒါတွေးရမှာလေလို့
ပြိတ္တိုင်နောက်ဆုံးကြတော့ဘာပြောမလဲအဲ့ဒါဆိုရင်တပည့်တော့2 သိန်းကူလိုက်မယ်နော်ဟောကိုရှုံးတော့ပြိတ္တိုင်ကဲကူလိုက်အမေမကူနဲ့ဒီဖုံးဆက်လိုက်မယ်လို့ကြိုးပေးခိုင်းလိုက်မယ်လို့ပြိတ္တိုင်ဩပြောချင်တာကလူတွေကတန်ရောစင်နှောင်အိမ်ထဲမှာနေတော့နှောင်ကျိုးကသူကရစ်တာလားကိုကအရစ်ခံနေတာအဲ့ဒါပြိတ္တိုင်ရည်စရာပြောအောင်အဲ့ဒါနဲ့အမေလို့အဲ့ဒါဘုံဘမပြီးသေးဘူးကဲအဲ့ဒါဆိုအမေလို့အမေကိုကြီးကတယောက်တည်းကြံနေတာကဲအမေဖြစ်ဖြစ်သူ့စီသွားနေလိုက်ဒါမှမဟုတ်ရင်ဘာကြီးဖြစ်ဖြစ်ရန်ကုန်ခေါ်ထားနိုင်ဆိုမလေးကိုလည်းမနေနိုင်ပါဘူးသူလည်းမခေါ်နိုင်ပါဘူးဟောတကယ်ပြိတ္တိုင်မလေးကိုလည်းတော့မနေနိုင်ပါဘူးသူလည်းမခေါ်နိုင်ပါဘူးကဲပြိတ္တိုင်အဲ့လိုမျိုးပြီးတော့အငိုကြတော့မျက်ရည်တိတ်သလားအဲ့ဒါပဲလေဒါကြောင့်ပြောချင်တာကလူတွေကကိုပြန်လိမ်ပြီးတော့နှောင်အိမ်ထဲမှာကိုကျိုးနဲ့ကိုပြန်အရိတ်ခံနေတာဟုတ်တယ်မလားအဲ့တော့မေတော်ကြီးကသာအားလုံးမှတ်သွားတည်သွားတဲ့အိမ်ထဲကအရင်ဆုံးဇနီးခင်ပွန်းသားသမီးမြေးမြစ်သွေးရင်းတွေကများတည်သွားရင်ကိုယ့်ကိုပြိတ္တိုင်တတိပေးတာနဲ့မတူဘူးလားဟဲ့မကွင်းလိုက်ဒီတိုင်းမနေနဲ့နော်နေနဲ့ငါအတူရှာခဲ့တာတွေငါယူသွားလို့ရလားမလေးနေဒီတိုင်းရင်သားရဲ့သမီးတွေမြည်တွေနဲ့ပျော်နေနဲ့နော်နောက်ဆုံးကျတော့တို့ဘလောက်ချစ်သေမင်းကခွဲတာပဲပြောခဲ့တာနဲ့မတူဘူးလား19နှစ်ကပေါင်းတာတွေစဉ်းစားမနေနဲ့တော့ဟုတ်လား19နှစ်ကရှာလာတာတွေတွေးမနေနဲ့တော့အကုန်လုံးရှာလာတယ်အကုန်လုံးကသားတွေသမီးတွေလည်းအကုန်ရှာပြီးပြီအကုန်လုံးလည်းပေးပြီးပြီအဲ့ဒါလည်းငိုလို့မဆုံးဖြစ်နေဘယ်ရမလဲဒါကြောင့်အပမဒရတောဒီနေ့ကစမေတော်ကြီးဘာရှိရမလဲဥကျင်ရွှေဘာရှိရမလဲဥကျင်ရွှေသတိဟုတ်လားမေတော်ကြီးတော့ပြေးလိုက်သတိဟုတ်လားသတိဆိုရင်နောက်ကဘာလုပ်မလဲသတိဆိုရင်ရေပေါ်သတိဆိုရင်နောက်ကဘာလဲအေးပြုဒါပဲဥကျင်ရွှေသတိတော့ပြေးလိုက်သတိရေပေါ်တရားအားထုတ်ဟုတ်လားဒါပဲလို့ရတော့မေရထားတဲ့ယုံတော်မပတ်တဲ့အခါကျတော့အကုန်လုံးပေါ်မှာတွေ့တာလိုက်တာငါတိုင်ငါကငါသားငါသမီးငါမိအောင်မလေးဘယ်ဆုံးမလဲဟုတ်တယ်မလားဒါကြောင့်အပမဒတရားနဲ့ပျော်မွေးပါဆိုတာကိုယ်စိတ်လေးကိုငြိမ်းချမ်းသမထဘာဝနာနဲ့ပြောနိုင်ပြောပါဒီမှာဘုရားဟောတာတော့ဝိပဿနာကိုပဲဟောတာပါပြီးတော့ဝိပဿနာနဲ့မှတ်နိုင်ရင်မှတ်ပါတဲ့အကောင်းဆုံးကတော့ဝိပဿနာမှတ်တော့ရထားတဲ့ယုံနဲ့နာအောင်တက္ကနိုင်ဖောက်ပြန်ပြည့်စည်ဖြစ်ခြင်းနဲ့ပြည့်ခြင်းသဘောပဲရှိတယ်ဆိုတာသိသွားရင်ကိုရထားတဲ့ယုံနဲ့ရဲ့ဖြစ်ခြင်းပြည့်ခြင်းကိုသိမှကြံတဲ့ယုံနဲ့ပေါ်မှာတွေ့တာသိကရော့မှာပေါ့ကိုရထားတဲ့ယုံနဲ့ဖြစ်ခြင်းပြည့်ခြင်းမသိတော့ရှိသမျှတွေ့တာကြတယ်ဖြစ်မနေဘူးလားအေးအတွေ့အတာတွေဖယ်ခွာဖို့ဆိုရင်တော့ဘယ်မှမရှာနဲ့ကိုယုံနာမှာတတိတစ်ချက်ကအဲ့ဒါအမျက်တည်ကြီးပဲထွက်လိမ့်မယ်ဟုတ်ပြီလားနောက်တစ်ခုကဘာလဲသာစိတ်တမနုရခတ္တာသာစိတ်တမိမိတို့ရထားတဲ့မိမိတို့ရဲ့စိတ်ကိုအနုရခတ္တကောင်းကောင်းကြီးစောင့်ရှောက်ကြပါကုန်လောပြိဿရေဘယ်လိုစောင့်ရှောက်ရမလဲကောင်းကောင်းစောင့်ရှောက်ပါတဲ့ပြောမေတော်ကြီးဘယ်လိုစောင့်ရှောက်ကောင်းကောင်းစောင့်ရှောက်ပါပြောကောင်းကောင်းစောင့်ရှောက်ပါဆိုဘယ်လိုစောင့်ရှောက်မလဲကိုယ်စိတ်လေးကိုကောင်းကောင်းစောင့်ရှောက်ဘယ်လိုစောင့်ရှောက်ဘုရားတရားနဲ့နေရမယ်ပြောရဆိုလူလေသိကြတယ်ဘုရားတရားနဲ့နေရမယ်တန်ခါမပါဘူးတန်ခါနဲ့နေလူကန်တော့မှာအမွေတောင်းတော့မှာဘုရားတရားနဲ့နေရမယ်တဲ့နော်ဘုရားတရားနဲ့နေုံလေးနဲ့ရမလားဘုံဘုံတို့ရဲ့စိတ်ကိုနေတိုင်းလာပြီးတော့ကလိနေတာဒီဘုရားတရားတန်ခါဟောရတာဘာကကလိနေတာကိလေသာဆိုတာမြင်လေးတယ်မျက်စိမပါဘူးလားနာနှာခေါင်းရှားခန္ဓာကိုယ်စိတ်အောင်မလီတကားပေါက်ကြီး6ပေါင်းနဲ့တူတဲ့ဟောဒီဓွာရ6ပါးမှာပြိဿရဲ့မျက်စိနဲ့ရူပါယုံသူ့နှပြဆုံရပြီဆိုတဲ့အခါကျတော့ဒီစိတ်တကားပေါက်မှာများတတိပြောက်နေရင်အဲ့ဒီစိတ်ကပြိဿရဲ့မြင်လိုက်တာနဲ့ချက်ချင်းငြိမ်နေသေးလားတခုရှိတယ်နော်ပြိဿကောင်းတဲ့ရူပါယုံတက်ရှိတတ်မဲ့နဲ့မြင်လည်းပဲစိတ်ကတဏှာကပ်ပြီးတော့မြင်သေးလားမကောင်းတဲ့ရူပါယုံပြိဿဒေါသပြည့်စရာအနိဋ္ဌာယုံနဲ့တွေ့တော့စိတ်ကငြိမ်သလားဟောပြိဿဒီမျက်စိမှာတတိပြောက်နေပြီဆိုရင်တတိမကပ်ဘူးဆိုရင်မြင်ရတဲ့ရူပါယုံလှတာမလှတာကောင်းတာမကောင်းတာတွေရဲ့ပေါ်မှာဆွဲလန်းတဲ့တဏှာနဲ့
ဖြစ်လာတဲ့တောကဒေါသများသည်ပြိဿရဲ့စိတ်တွေကိုမညှဉ်းနှွမ်းသွားဘူးအဲ့ဒါပဲဘုန်းကြီးတို့အကုန်လုံးဖြစ်နေတာဒီတနေ့တနေ့ဖြစ်နေတဲ့စိတ်ရဲ့ညှဉ်းနှွမ်းမှုများသည်မျက်စိကနေဝင်လာတဲ့တရားတွေမရှိဘူးလားနားကကြားလာတဲ့တရားတွေမရှိဘူးလားနှာခေါင်းကနာလာတဲ့အနတ်တွေမရှိဘူးလားဒါပဲပြိဿရဲ့မျက်စိနားနှာလျှာကိုယ်စိတ်ဓဝရ6ပါးကိုအာယုံ6ပါးနဲ့ဆုံတဲ့အချိန်မှာပြိဿရဲ့တတိများလွတ်သွားပြီဆိုရင်အောစရာကောင်းတော့ကိုပြိဿရဲ့ချက်ချင်းစက္ကန့်ပိုင်းတွေကြောင်းမသွားဘူးလားအပြင်ကိုမထွက်နဲ့ကိုယ့်အိမ်မှာပဲအခုမေတော်ကြီးပဲကိုယ့်မေတော်ကြီးကိုပြောမှာကဲမေတော်ကြီးအိမ်မှာသားတွေသမီးတွေကြီးတွေရှိတယ်မေတော်ကြီးမျက်စိထဲမှာဒီသားကဒီသမီးကဒီမြီးကပုံစံမကြတာလှုပ်လိုက်တာနဲ့မေတော်ကြီးကမိကလုတ်ကိုဖွင့်လိုက်ဆိုရင်ပါဇက်ကတတ်မထွက်ဘူးလားဟဲ့အဲ့လိုမနေနဲ့ပြိဿရဲ့မျက်စိတွေကိုမြင်လိုက်တာနဲ့ဒေါသဖြစ်เสียတွေ့ပြီဆိုတဲ့ဒေါသမဖြစ်ဘူးလားကိုမီးကကိုသားသမီးကချစ်စရာပုံစံလေးပြီးလေငမီးလေးဒီနေ့လှလိုက်တာလိမ္မာလိုက်တာတဏမကပ်ဘူးလားဒီမျက်စိပဲနော်မျက်စိနဲ့မြင်လိုက်တာနဲ့ချစ်စရာပုံမှာမြင်တော့လေတဏကပ်တယ်ဒေါသဖြစ်စရာရှိတော့ဒေါသတွေတောကတွေပေါ်မလာဘူးလားကဲဘာပဲလာချစ်စရာအာယုံလာလို့တဏပဲကပ်မုန်းစရာအာယုံလာလို့ဒေါသပဲထွက်နှစ်ခုလုံးကကိုယ်စိတ်ကိုကြည်လင်သလားနောက်ကျသလားသွားတာပဲပြိဿရဲ့ဒါကြောင့်မျက်စိပေါ်မှာအာယုံနဲ့ဓာတ်ဆုံးရင်တတိကကြုံလာသမျှအာယုံပေါ်မှာပြိဿရဲ့နေတတ်ဖြည့်တတ်ပါစေတဲ့အဲ့ဒါမှကောင်းကောင်းစောင့်ရှောက်တယ်လို့ခေါ်ပါတယ်ဟုတ်လားမဟုတ်လားကြည့်နော်မြင်ရင်းနဲ့ဓာတ်ဆုံးတဲ့သဘောလေးပဲကြည့်ကဲဒုပရိသမျက်စိရှိတော့မြင်လားမမြင်လားမျက်စိကိုရုပ်နဲ့နာနဲ့ပြောရင်မျက်စိဒီရုပ်လားနာလားကဲမြင်နေရတဲ့ရုပ်ကိုသူတက်ရှိတတ်မဲ့ဒီရုပ်လားနာလားဟောသူလည်းရုပ်ကိုယ်လည်းမြင်ရတာလည်းရုပ်မြင်နေတာလည်းရုပ်ချင်းဆုံလိုက်တော့ပြိဿရဲ့ရုပ်ကောင်းတာမကောင်းတာနဲ့ဆုံဘာနဲ့ဆုံဟောခံစားချက်ကောင်းတာမကောင်းတာဆိုတာပေါ်မလာဘူးလားအေးပြိဿရဲ့သက္ခာလောကရူပထင်ကြီးရဲ့မျက်စိဆိုတဲ့ရုပ်ရည်ဟုတ်လားမြင်ရတဲ့ရုပ်ရည်နှစ်ခုရှိတာတော့မှဟောကြည့်ဘုဒ္ဓတရားနာပရိသတ်ကမျက်စိကရုပ်လားနာလားဘုန်းကြီးကရုပ်လားနာလားရုပ်ချင်းမဆုံးဘူးလားပရိသတ်ရုပ်ချင်းဆုံးတာတော့အခုညာဘက်ဆုံးတာပရိသတ်ဒီမီမထွန်းထိုင်မြင်ရမှာရုပ်ချင်းဆိုတာတော့အလင်းရောင်မရှိရင်မဆုံးဘူးနော်ဘယ်ပါလားရုပ်ချင်းဆုံးပြီးအလင်းရောင်လေးကပံ့ပိုးပေးလိုက်တော့ရုပ်ချင်းဆုံးတဲ့အခါကျတော့ဆုံးလိုက်တာနဲ့ယောနိတော်မနတိကာရနဲ့အာယောနိတော်မနတိကာရနဲ့နှလုံးသွင်းတဲ့စိတ်ပေါ်မလာဘူးနှလုံးသွင်းတဲ့စိတ်ကကောင်းတဲ့စိတ်ရှိတယ်မကောင်းတဲ့စိတ်ရှိတယ်ချစ်စိတ်ရှိတယ်မုန်းစိတ်ရှိတယ်မရှိဘူးလားကဲပြိဿရဲ့အဲ့ဒီစိတ်ကဘယ်ရောက်လာဘယ်နေရာထွက်လာလဲစဉ်းစားကြည့်တော့ဘယ်နေရာထွက်လာတာမြင်ရတာပါလေမြင်နေတာပါလေဒီရုပ်နှစ်ခုဆုံဖို့တောင်ပြိဿရဲ့ဒီအလင်းချင်းတော့ဆုံမယ်ဒီအလင်းမကြောက်ကြမီးနဲ့မလို့ဆုံတာမီးမချင်းဆုံလို့ရမယ်မီးထုံးပြီးတော့ဆုံပြီရုပ်ချင်းဆုံတဲ့အချိန်မှာပြိဿရဲ့မြင်လိုက်တာနဲ့မြင်သိစိတ်ကလေးပေါ်မလာဘူးလားစိတ်ကြတော့ယုံလားနာလားဟောဒါဆိုရင်ဘုန်းကြီးရဲ့ယဉ်ရင်းဆိုတဲ့တဏှာလေးမှာတော့သူငါရှိသလားဘာရှိလဲရုပ်နဲ့နာပဲရှိတယ်လက်ခံလားသူသာရှိလို့ချင်းအဲ့ဒီသူကိုမကြည့်နဲ့လေငါသာကြည့်အဲ့ဒီငါမကြည့်နဲ့ရတယ်ပြိဿရဲ့ရုပ်ချင်းတော်မှာအလင်းရောင်ကထွန်းကြီးပြီးလို့မြင်တာဆိုရင်ရုပ်ချင်းကြီးမြင်တဲ့သဘောရှိတာဟမ်ပြိဿရဲ့အဲ့မှာမြင်လိုက်တာကရုပ်အလုံးသိလိုက်တာကဘာလို့လဲနာအလုံးပဲဒီတော့အခုသက္ခုဆိုတဲ့မျက်စိရင်အာလောကဆိုတဲ့အလင်းရောင်ရင်ဟောမြင်ရတဲ့ရုပ်တို့တယောက်နဲ့တယောက်မြင်ရတဲ့ရုပ်ခန္ဓာကိုယ်ကြီးရဲ့သုံးခုလည်းဆုံလိုက်ရောပြိဿရဲ့မြင်သိစိတ်လေးပေါ်လာတာပဲရှိတယ်အဲ့ထဲမှာလှတယ်ဆိုတာပါသလားရုပ်ဆိုတာပါသလားမြင်သိစိတ်လေးပါပြိဿရဲ့လှတာရုပ်ဆိုတာမပါပေမဲ့ကိုယ်နှလုံးသွင်းလေးကဟောตายရသွားတဲ့အခါကျပြိဿရဲ့လှမသွားဘူးမကြည့်ရင်လည်းမျက်နှာကြတော့ပါဇက်ကတော့တို့လည်းမသိချင်းစိုးဟုတ်လား
ကဲပြိဿအဲ့ဒါပဲဒါကြောင့်အနည်းကျိုးလိုက်ဘုန်းကြီးတို့မျက်စိနဲ့ရူပါယုနတ်သမီးနဲ့ပဲဆိုရင်ဆုံးမသိဘာနဲ့ဘာပဲရှိရုပ်နဲ့နာမည်ရှိပြိဿရုပ်နဲ့နာနာမှရုပ်ရုပ်ချင်းအကြောင်းအကျိုးညီမမြင်သိစိတ်ကဖြစ်တာဒီတဲ့ရှင်းအောင်ပြောမယ်ပြိဿရေကဲဩကျေးဇူးတွေမထူးဘူးလားကျေးဇူးတွေမှာမြည်တဲ့အတန်ရှိလားဟောဒါဆိုထူးတဲ့တော့မမြင်ဘူးလားဒါဆိုကျေးဇူးကမြည်တာမဟုတ်လားစဉ်းစားကြည့်တော့ကျေးဇူးကမြည်တာလားဩဒါဆိုထူးလိုက်တဲ့ဒုတ်ကြီးတွေမှာအတန်ပါသွားတာလားဩထူးလိုက်တဲ့ဒုတ်ဝယ်ကင်တာအတန်ထွက်သလားအထုကလည်းကျေးဇူးပဲကင်တာအတန်ထွက်သလားဒါဆိုတို့နှစ်ခုနီးနီးကတ်ထားလိုက်တန်ထွက်သလားဘယ်ချိန်မှတန်ထွက်လဲကြီးစီဒုက္ခကြီးစီကိုထုပြီးဆိုတဲ့အခါကျမှအားကောင်းရင်ကောင်းသလားမမြင်ဘူးလားအေးဒါဆိုပြိဿကြီးကြီးစီမှလည်းအတန်မရှိဘူးဒုက္ခမှလည်းအတန်မရှိဘူးသူတို့နှစ်ယောက်အနိကထားလည်းအတန်မတော်ဘူးကြီးစီနဲ့ဒုက္ခထိပြီးပြီဆိုတဲ့အခါကျမှဘာဖြစ်လဲမျက်စိထဲမှာမြင်တာပဲရှိတယ်သိသလားမြင်တဲ့ယုတ်တရားမှာမြင်တာပဲရှိတယ်သိသလားမြင်တဲ့မျက်စိနဲ့မြင်တဲ့ယုတ်ဝတ္ထုကိုအလင်းအောင်ကပေါင်းဆက်ပေးလိုက်လို့မြင်ရပြီဆိုဆုံလဲဆိုအဲ့ကြမှာပြိဿကြီးစိတ်ထုအတန်ထွက်တော့ပဲအဲ့မှာမြင်သိစိတ်ပေါ်မလာဘူးလားအဲ့ဒီမြင်သိစိတ်ကပြိဿကြီးအဲ့ဒါပါရဲ့တော့ယောနိတော်မနတိကာရအာယောနိတော်မနတိကာရမြင်သိစိတ်တွေပေါ်မှာတတိကတ်လိုက်တာနဲ့ဩရုပ်ရုပ်ချင်းမြင်တာပဲသူလေယုံနံငါလေယုံနံအဟုတ်အမှန်အတွက်ဘာမှမရှိပါလားငါသူယောက်ျားမိန်းမမရှိပါလားဆိုတာပြိဿကြီးကိုယ်စိတ်ကိုတတိပဋ္ဌာန်တရားလေးအဲ့ဒီလိုလေးများဆုံးမလိုက်ယုံနံပေါ်မှာသွေးရင်သားရင်ပေါ်မှာငါသားငါသမီးငါမြည်လို့ဆွဲနေတာရောတကယ်ရှိလားသူလည်းပါလေကိုလည်းသို့တော်ပြိဿကြီးအခုဖြစ်နေရတဲ့ခံစားချက်တွေကကိုယ်လည်းယုံနာသူလည်းယုံနာတော့မအောင်မေကိုယ်ယုံနာကသူ့ယုံနာကိုအပိုင်တွက်ပြီးတော့ဒီလိုမနေနဲ့ဒီလိုမပြောနဲ့ဒီလိုမသွားနဲ့ဒီစားတဲ့ပြောလို့မရတဲ့လင်းကိုလင်းငါစိတ်တူလာပြီပြိဿကြီးသူမှားနေတာလားကိုမှားနေတာကိုရထားတဲ့ရုပ်ကိုတော့ကိုယ်စိတ်ကအကုန်လိုက်လုံနိုင်တာကိုရထားတဲ့စိတ်ကိုတော့ကိုယ်ရုပ်ကပြန်လုံနိုင်တာအမလီရထားတဲ့ရုပ်နဲ့နာတော်မှကိုယ်တိုင်တော့မှကိုယ်စိတ်နဲ့ကိုယ်ရုပ်နိုင်အောင်မထိန်နိုင်နေတာအောင်မယ်သူများပိုင်လို့ပိုင်လေးသွားထိန်ရသလားမတိပါနဲ့တားရသလားမအိုပါနဲ့တားရသလားမနာပါနဲ့တားရသလားမရဘူးဒါကြောင့်အနည်းချုပ်ရင်ရုပ်နဲ့နာမည်ရှိတယ်ဆိုတာလေးကိုပြိဿကြီးမျက်စိနဲ့မြင်တိုင်းနားနဲ့ကြားတိုင်းနှာခေါင်းနဲ့နားတိုင်းပါးစပ်နဲ့စားတိုင်းပြိဿကြီးခန္ဓာကိုယ်နဲ့ထိတွေ့တိုင်းစိတ်နဲ့ကြံစီစဉ်းစားတိုင်းလားစိတ်ကလေးကိုအဲ့ဒီလိုတတိကတ်ဆုံးမရင်နဲ့ကိုယ်စိတ်လေးကအေးမလားပူမလားတရားရောက်ကြောင့်ဖြစ်ရတဲ့သောကထံချက်တတ်တာမလားပို့ဆိုးမလားတတ်တာလားမင်းဒါကြောင့်သောသောဘုံဘုံအမေကိုပြောသလိုဟောတခုံးပဲပြောလိုက်တယ်အမေ80တဲ့ရောက်ပြီလေအမေကိုဖြစ်စေချင်တာကအဲ့လိုတန်ဝေကရလောက်တဲ့သိချင်းတွေဩသူတော်က80သိသွားပြီသူတော့ငါတော့80တဲ့ရောက်ပြီငါလည်းသိနိုင်တာပေါ့ဟောသူ84နှစ်သိသွားတယ်ငါလည်း84နှစ်မပြည့်ခင်သိနိုင်တာပေါ့84ကျော်ရင်လည်းကျော်မှာပေါ့ဘာပဲပြောပြောအချိန်မရွေးသိနိုင်တယ်ဒါနာလေးတူမအမေဒီလိုဖြစ်ရမှာလို့ဟိုတီလာလေးဖြူမအမေဒီလိုဖြစ်ရမှာလို့ဟိုငါသားဘုန်းကြီးရဲ့အကြောင်းမှာပဲအချိန်ကြီးမှတ်လို့ရတယ်ဘာဝနာလေးပွားမှအမေဒီလိုနေရမှာလေလို့အဲ့တော့အမေတကယ်ရှိရင်ဘာကြီးကိုတခါတည်းခေါ်လာခဲ့ပါမယ်လို့ထပ်ပြောတော့လေအဟုတ်မလို့လာခဲ့နဲ့တော့တဲ့ကလေးတရားတို့ကြစိတ်မကောင်းဖြစ်နေအောင်မယ်ဩမလေးတိုင်းကဲမောင်နှမအရင်နှစ်ယောက်တည်းရှိတာတောင်မလေးတိုင်းအတူနေတော့နေနိုင်တာမနေနိုင်ပါဘူးဒါကြောင့်လိန်နေတာမဟုတ်ဘူးလားအေးဒါကြောင့်အာလုံးဒုဓမ္မဆွေတော်ပြောတော့စိတ်ကိုဘယ်လိုကောင်းကောင်းဆုံးမမလဲဆိုရင်လွယ်လွယ်လေးပဲမြင်တိုင်းကြားတိုင်းနားတိုင်းစားတိုင်းထိတိုင်းစဉ်းစားစိတ်ကိုယ်တိုင်းတတိကအိုးအကုန်လုံးသူမရှိငါမရှိဘာပဲရှိရုပ်နဲ့နာမည်ရှိဒါလေးကိုအဟုတ်အမှန်သိအောင်ပြိဿကြီးဝိပဿနာမရှိနဲ့သင်ရင်နဲ့ဉာဏ်လေးနဲ့တွက်ရင်တော့မပေါ်ဘူးလားဒီအဲ့ဒါကိုကောင်းကောင်းဆုံးမတယ်လို့ခေါ်ပါတယ်ပြိဿကြီးဘယ်လိုဆုံးမလဲအခုတို့ပြိဿကတယောက်နဲ့တယောက်တွေ့ကောင်းကောင်းဆုံးမနေတာများလားကောင်းကောင်းမဆုံးမတာများလားဟမ်ဟိုပြောမိနေအိမ်ကနေပြီးတော့ထွက်လာ
အိမ်မြေရောက်လို့အိမ်ကလူမစုံရင်ကြာလောင်ခတ်မနေဘူးလားဟမ်အေးပြိဿအဲ့ဒါပဲဒါကြောင့်တတိကကြပါတဲ့ဘယ်သူဟောတာလဲဘေကဝေပရိသတ်လေးပါจิตจิตမိတို့ဒုံမေသင်จิตจิตမိတို့သည်အပမဒရတအပမဒတရားနှင့်ပျော်မွေ့လို့နေကြကုန်သည်ဟောထားဖြစ်ကြပါကုန်လောဝါယာထားတဲ့ယုတ်တရားနံတရားပေါ်မှာတတိပဋ္ဌာန်တရား၄ပါးရှုမှတ်ပွားများပြီးတော့နေကြကုန်သည်ဟောထားဖြစ်ကြပါကုန်လောသာစိတ်တမိမိတို့ရာထားတဲ့စိတ်ကိုအနုရက္ခတာရူပယုံတတ္တယုံခန္ဓာယုံစတဲ့အာယုံကာမဂုဏ်တရားတွေနဲ့တွေ့တိုင်းမှာတတိကလုံးကောင်းကောင်းကြီးဆုံးမလိုက်ကြပါကုန်လောအဲ့ဒီမှာဘုန်းကြီးဟောခြင်းတာဒီတရားရဲ့ဥပမာလေးကိုကြိုက်လို့တော့ကေမေဝဥပမာပုံသောပဲကဲ့သို့နိဟုမူကားပင်ကြီးရွှွညွန်ပြောင်း၌တန်တော်နေ၍နေသောဂုံစရောဆင်ပြောင်းကြီးသည်ပြိဋ္ဌိရွှွညွန်ထဲမှာဗာနစ်နေတယ်ပင်ကြီးရွှွညွန်ပြောင်းတဲ့တန်တော်နေနေသောဂုံစရောဆင်ပြောင်းကြီးသည်အတ္တနာမိမိကိုယ်ကိုဥဒရတိဝထုံဆောင်လို့ကုန်းပေါ်ကိုရောက်အောင်ပို့ပြီးတကဲ့သို့ဆင်ပြောင်းကြီးညွန်နေနစ်နေပေမဲ့ကိုယ်ကိုအားကိုးပြီးတော့ကုန်းပေါ်ကိုထုတ်ဆောင်ပြီးတော့ဆွဲတင်တယ်လို့ပဲကွာတဲ့ဧဝမေဝဧဝတ္ထဗမထာယုတောအတုသာလင်ဒုံမေသိจิตจิตမိတို့သည်အတ္တနာမိမိကိုယ်ကိုဒုက္ခိကိလေသာဒီဟုသောရွှွညွန်ပြောင်းမှဩဒရထပฏิပဋ္ဌာန်တရားလက်ကင်ထား၍ပေါင်းစွာမသွေထုံနှုတ်နိုင်ကြပါစေကုန်သတည်းအေးပြိဿရဲ့ရွှွညွန်ပြောင်းနေမှနစ်နေတဲ့ဆင်ကြောင်ကြီးတဲ့သူများဆွဲတင်လို့ကုန်းပေါ်ရောက်တာလားကိုယ့်အကိုထုတ်တာဟုတ်ပြီပြိဿရဲ့မြတ်စွာဘုရားကအဲ့ဒီမှာဆင်ကြောင်ကြီးတော့ကိုအားကိုပြီးထုတ်တဲ့အခါဆင်ကြောင်ကြီးကိုမျက်စိနဲ့မြင်အောင်ကြည့်လိုက်ဆင်ပါပြိဿရဲ့ခြေတော်၄ချောင်းမပါဘူးလားဒါလောကပြည့်ညတ်သဘောနဲ့ရှင်းတစ်ဖက်ကိုပါလို့ခေါ်ဟောလက်တစ်ဖက်လို့ပြောခြေတစ်ဖက်လို့ပြောခြေတော်၄ချောင်းလို့ပြောဆင်ကြောင်ကြီးမှာပြိဿရဲ့ခြေ၄ချောင်းအာကိုမရှိဘူးလားဒါရွှွညွန်နဲ့နစ်နေတဲ့ဆင်ကြောင်ကြီးဟာဒီရွှွညွန်ထဲမှာနေရာဒေသကိုဒီနေရာကကျွန်းနစ်သွားနိုင်တဲ့နေရာဒီနေရာကမြေတင်းအောက်ကတင်းတဲ့နေရာဆိုတာလေးကိုဉာဏ်လေးတော့ပြိဿရဲ့ကပ်ဖို့မလိုဘူးလားဆပြီးတော့ပြိဿရဲ့နင်းပြော့တဲ့နေရာဆိုရင်အသာရှောင်းတင်းတဲ့နေရာလေးကိုတစ်ခါပြန်ဆန်းအားနဲ့အင်းနဲ့ရုပ်ကုန်းထားလိုက်တဲ့အခါဆင်ကြောင်ကြီးတွေပြိဿရဲ့ရှေ့ခြေကတေချာသမ်းမယ်နောက်ခြေကခွန်အားယူမယ်မိမိရဲ့ပဂတိဆင်ရဲ့စိတ်ခွန်အားရုပ်ခွန်အားတွေကိုမောင်းတင်လိုက်မယ်ဆိုရင်ဆင်ကြောင်ကြီးရုံမထွက်နိုင်ဘူးရုံထွက်နိုင်တယ်ဘုန်းကြီးတို့ဓာတိကခြေဒီမာကြီးပြောခဲ့တဲ့စကားထဲမှာတော်တော်ကြိုက်စရာစကားလုံးလေးတစ်လုံးရှိတယ်ဘုန်းကြီးတို့ဆင်ကိုမြင်သိကြကြည့်ရအောင်လေဆင်များဟာတဲ့ပြိဿကြီးတရားလေးတွေကိုတခါတည်းဖြတ်တော်မယ်ဆိုရင်ဒီတိုင်းမဖြတ်ဘူးတဲ့သူတို့ဘာလို့လဲသူတို့ခန္ဓာကိုယ်နဲ့ခန္ဓာရည်ရှိမရှိကိုတရားကိုပြိဿကြီးခြေတော်လေးနဲ့အရင်ချိန်ဆကြည့်တယ်ပြောတယ်ရှေ့လက်လေးနဲ့ဟင်ချိန်ဆပြီးမှသူ့ခန္ဓာကိုယ်နဲ့ဝန်ထမ်းနိုင်လောက်မှပဲပြိဿကြီးဆင်ကရှေ့ဆက်ပြီးတော့လျှောက်တာအခုလည်းပဲပြိဿကြီးရွှွညွန်ထဲမှာနစ်နေတဲ့ဆင်ပြောင်ကြီးဒီအောက်ကကျွန်းအားနဲ့တင်းအားကိုသူ့ဉာဏ်လေးနဲ့ပြိဿကြီးသူ့ခြေလေးလက်လေးတွေနဲ့မထောက်ဘူးလားပြောတဲ့နေရာသွားတော့ပုံနစ်မသွားနိုင်ဘူးဒီလိုပဲပြိဿကြီးဆင်ပြောင်ကြီးဟာသူ့ရဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့အာကိုကြရဆိုနောက်ဆုံးကတော့ခွန်အားကိုအာကိုပြီးတော့ယုံမထွက်ခဲ့များယုံထွက်ခဲ့တယ်ဆင်ပြောင်ကြီးကိလေသာညွန်နဲ့ဆင်ပြောင်ကြီးညွန်နဲ့နစ်နေသလိုပဲတဲ့ဘုန်းကြီးတို့လည်းစောစောပြောတဲ့ကိလေသာနှောင်းအိမ်ထဲမှာကိလေသာညွန်ထဲမှာနစ်မနေဘူးလားနစ်နေတယ်ပြိဿကြီးလောဘဒေါသမောဟမာနအိတ်တာမစ္စရိယဒီတရားဇိုးတွေနဲ့ပြိဿကြီးညွန်တဲ့တောင်ကြောက်เสียကောင်းတဲ့ကိလေသာညွန်ကြီးထဲမှာဘုန်းကြီးတို့နစ်မနေဘူးလားဒီတိုင်းကြီးပဲတသက်လုံးဘဝတစ်ခုလုံးကိုနှစ်သွားတော့မှလားကိုယ့်ကိုစဉ်းစားဖို့မကောင်းဘူးကဲကျုပ်ငယ်တော်ကြီး85နှစ်ရှိနေပြီဟောအမကြီးတော်တော်ကြီးနေပြီ
သာသမီတွေရောမြည်တွေရောအကုန်လုံးမြည်တွေလည်းပညာတတ်တွေဖြစ်နေပြီဒါပေမဲ့လို့ညွန်ထဲမှာပျော်နေလားညွန်ထဲကနေထွက်ဖို့ကြိုးစားနေတာပြောတာဟုတ်လားညွန်ထဲမှာပျော်နေုံနဲ့တစ်သလုံးမနေတင်ဘူးဘဝခန္ဓာဆိုတာဘယ်ချိန်ကျွေမှမသိတာတတ်တန်းနဲ့တွေ့ရင်ဘုရားတတ်တန်းနဲ့ဆိုရင်85နှစ်ဆိုလူတတ်တန်းကုန်နေပြီကံကောင်းလို့မသိသေးလို့နေနေရတာအဲ့ဒါကိုညွန်ထဲမှာဖြတ်ပြီးတော့နစ်သွားမယ်ဆိုရင်ဒီဘဝညွန်ထဲကယုံမထွက်ရင်နောက်ဘဝကျရင်တဲ့ဒီတဲ့ကြောက်เสียကောင်းတဲ့ညွန်တဲ့ညာနစ်သွားရင်အန္တရာယ်မကြီးဘူးလားကြီးတယ်ဒါကြောင့်ရသော်ဗျာအဲ့ဒီမှာစင်မြောင်ကြီးသည်သူ့ရဲ့ရှေ့လက်နှစ်ဖက်ရှေ့ခြေနှစ်ဖက်ကိုပြိဿရဲ့အပြော့အမာစမ်းပြီးတော့ရှေ့ခြေလမ်းကိုညာနဲ့လှမ်းသလိုတတိနဲ့လှမ်းသလိုပဲပညာရှိသူတော်ကောင်းတယောက်ဒီမိမိရထားတဲ့ဘဝကိုပြိဿရဲ့သာသနာတော်မြတ်ကြီးနဲ့တွေ့နေတဲ့အချိန်မှာညွန်ပြောင်းတဲ့တူတဲ့ကိလေသာညွန်တဲ့ကနေနေဖရာကိုယုံကြည်တဲ့စိတ်တွေတရားကိုယုံကြည်တဲ့စိတ်တွေအဲ့ဒီမှာတရားပေါ်နေမြတ်စွာဘုရားလည်းပဲဒီတရားတွေအားထုတ်ဒီလိုပဲကိလေသာကင်းခဲ့တယ်အရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့လည်းဒီတရားတွေအားထုတ်ဒီလိုပဲကိလေသာကင်းခဲ့တယ်ငါလည်းပဲဒီတရားကိုနာယုံနဲ့မရလက်တွေ့ယုံနာမှကျင့်ကြံမှငါလည်းဝိပဿနာဉာဏ်မဉဏ်ဘုံဉာဏ်ရမှာပေါ့လို့ပြိဿရဲ့တရားပေါ်မှာအပြည့်အသက်ယုံကြည်တဲ့တရားတရားတွေခိုင်ဖို့လိုပါတယ်တရားတရားခိုင်ပြီးရင်ပြိဿရဲ့ရှင်ကြီးရှေ့လက်လေးနဲ့အပြော့အမှာစမ်းသလိုပဲဉာဏ်လေးနဲ့လေကိုယ်ယုံနာမှာတတိကပ်ရမယ်။ဘာနဲ့ကပ်ရမလဲ။အာထုတဲ့တရားပေါ်မှာလည်းဉာဏ်သက်ဝင်ရမယ်။ယုံနာပေါ်မှာလည်းတတိကပ်ဉာဏ်သက်ဝင်ရမယ်။နောက်ဆုံးဆင်မြောင်ကြီးဟာရှိတဲ့ခြေလက်ကနေမိမိရဲ့ပဂတိခွန်အားစွမ်းအားကိုအကုန်လုံးအားအင်းတွေထုတ်သုံးလိုက်တဲ့အခါညွန်တွေကယုံတက်သလိုပဲအဓိကကတော့တရားရဲ့တတိရဲ့ကပ်ဉာဏ်ပညာလေးပေါင်းပြီးတော့ဝရိယနဲ့များညွန်တွေကယုံထွက်ပြီးဆိုရင်တော့အကုန်လုံးဒီဝရိယနေလို့ညွန်နဲ့နစ်နေကြတာများပါတယ်ရှိတဲ့ခွန်အားနဲ့ဝရိယနဲ့ယုံထွက်လိုက်ရင်ဘဝတစ်ခုထဲမှာပဲကိလေသာမကင်းရင်တော့အပေတကားပိတ်လောက်တဲ့တရားတော့လူတိုင်းမရနိုင်ဘူးလားရနိုင်တယ်နော်အပေတကားပိတ်လောက်တဲ့တရားတော့လူတိုင်းရနိုင်တယ်သိတယ်မရနိုင်ဘူးလားဝိပဿနာဉာဏ်ဟာအပေတကားပိတ်တာပဲအပေတကားပိတ်တဲ့ဝိပဿနာဉာဏ်လောက်ကတော့လူတိုင်းကြိုးစားရင်မရနိုင်ဘူးလားဘာလို့လဲဝရိယစဉ်းစားကြည့်နော်ဘဝတစ်ခုဇနီးမောင်နှံဘဝဘယ်သူပဲဖြစ်ဖြစ်စအိမ်တော်ပြုပြီဆိုတဲ့ကတော်တော်များများအထုပ်ကြီးကြီးရတာဒီခေတ်ထဲမှာရှိသလားဘယ်မိဘမှအထုပ်ကြီးပုံမပေးနိုင်ပါဘူးချမ်းသာတဲ့သာသမီမိဘတွေဆိုတော့မပြောတတ်ဘူးဒါလည်းတော်တော်ကြီးမြန်မာနိုင်ငံမှာ 1% ပဲရှိပါဘူး100%လောက်ပဲရှိပါဘူးအဲ့တော့မိသားကြီးအဲ့ဒီလိုဘာမှမရှိတဲ့ဘဝတော်မှာအာတိုက်ဒီကားဒီချမ်းဒီမြေဒီစိတ်ဒီရွှေဒီငွေတွေကိုကိုယ့်ရဲ့ဝရိယခွန်အားနဲ့ယုံပြီးရအောင်ရှာနိုင်ခဲ့သေးတာပဲအောင်မလီလောဘဒေါသမောဟမာနတွေရင်းပြီးတော့အဲ့ဒါတွေရအောင်ရှာခဲ့ပါလျက်ကင်းနဲ့လောဘဒေါသမောဟမာနကိုအကုန်လျှော့ချပြီးတော့အေးချမ်းချမ်းလေးရှာရတဲ့ဒီတရားဘယ်အိမ်မှမသွားရဘူးဘယ်ကြောင်းမှမသွားရဘူးကိုရတဲ့ယုံနာမှာပဲတတိကရှုမှတ်လို့ရတဲ့တရားကြတော့ဘာဖြစ်လို့ဝရိယနေနေတာလဲတဲ့ကိုယ်တိုင်တွေးရင်အံ့ဩဖို့မကောင်းဘူးကြည့်နော်ပိုင်ဆိုင်မှုတွေရှာတော့ကအရက်နေပဲမလျှောက်နေဖို့မိုးရမလျှောက်လူမျိုးမလျှောက်လောဘဒေါသမောဟမာနအိတ်တံပစ္စရိယတွေရင်းပြီးတော့ရှာနိုင်ခဲ့တယ်အဲ့ဒါတွေအကုန်လုံးဘာမှမပါဘူးအေးချမ်းချမ်းလေးနဲ့ကိုရတဲ့ယုံနာလေးကိုကလတိုင်းပေါ်ထိုင်တတိကပ်မှတ်နေတာလေးလုပ်ရတာကြတော့တော်တော်များများကဝရိယအလွန်နေပါတယ်မနေဘူးလားအဲ့တော့ပြိနေငယ်ငယ်တုန်းကစီးပွားရှာတဲ့ဝရိယမျိုးငါတို့ဘာမှမရှိတဲ့ဘဝကတော့မှပိုင်ဆိုင်မှုတွေအများကြီးနဲ့သားသမီးတွေကိုခန့်ခန့်ညာညာတင့်တော့တင့်နဲ့ထားနိုင်လောက်အောင်ရှာနိုင်ခဲ့သေးတာပဲဘာမှမသိသေးတဲ့တရားကိုငါသိအောင်တကယ်ကိုပဲတတိနဲ့ဥဒဒါနဲ့ဝရိယနဲ့ပေါင်းကြားထားတဲ့ယုံနဲ့ရှုမှတ်ရင်ရနိုင်တာပေါ့လို့များကိုယ့်အကိုတတိလေးပေးလိုက်ရင်တရားဒီအားထုတ်ဖို့ခက်တယ်မခက်ဘူးအခုကပြိဿရဲ့ဝရိယလိုနေတာတရားအားထုတ်ရင်ပဲဘုန်းကြီးရောက်သွားမှရတယ်လို့ထင်တာလို့
မေငယ်သေးတယ်လို့ထင်တာလုံးပြိတိုင်းအိမ်မှာကလေးတိုင်းမှဇင်ရောရင်အားထုတ်ရမရဘူး။အိုဆုံးတော်ရင်အားထုတ်ရမရဘူး။အဲ့ဒါကြောင့်ငယ်တုန်းကဝရိယအားတွေပြန်မွေးပါ။ဘယ်တော့ကအားအဲ့ဝရိယမျိုးတာပြန်သွင်းကြည့်စမ်းပါရတာပေါ့။အဲ့ဒါလေးသိလောက်အောင်မဖြစ်သေးလို့ဘုန်းကြီးတို့လည်းဒီလိုပဲပြိတိုင်းပေါ့ခဲ့တာပဲ။အမလို့သိရတော့မယ်သိမင်းနဲ့ရင်ဆိုင်ရတော့မယ်ဆိုတော့နောက်ဆုံးအားထုတ်လိုက်တာပြိတိုင်းသိဖို့ရတော့အားထုတ်တာဟာမသိခင်တော့ငါတော့တကယ်ကိုဝိပဿနာဉာဏ်လေးနဲ့ပဲတတိကောင်းကောင်းနဲ့သိအပေတကားတော့ပြိမှမို့ပြိတိုင်းမဉ္ဇဉ်ပူဉ္ဇဉ်ဆိုင်ရနဲ့ဆိုင်မှမို့အားထုတ်လိုက်တာပြိတိုင်းသိဖို့ရအတွက်အားထုတ်တာတရားရဲ့စောရနဲ့သိဖို့မရောက်သေးဘူးပြိတိုင်းနေဖို့တော့ပြန်ဖြစ်မလာဘူးအဲ့ဒါကြောင့်ကျွတ်တို့ကကိုယ့်ကိုယ်ကိုတရားအားထုတ်ရင်ငါအခုသိသွားနိုင်တယ်ဆိုတဲ့စိတ်တွေကအားထုတ်ဝရိယတွေတက်လာလိမ့်မယ်မလေးကလက်ကြီးရှိတယ်ကောင်းရင်ဖြည်းဖြည်းပေါ့မလေးဘုန်းကြီးကတရားကြီးပဲရှောက်ပြောနေတယ်မလေးမလုံးနဲ့ဟုတ်လားသေကာနီးစိတ်နဲ့သာအားထုတ်ငယ်ငယ်ကဝရိယနဲ့ပေါင်းတရားမတွေ့နိုင်ဘူးတွေ့နိုင်တယ်ဟုတ်ပြီလားအဲကြောင့်တတိပဒံတရားတွေအားထုတ်ပါဘာမှမလုပ်နိုင်သေးရင်သမထဘာဝနာတွေကအမျက်ဆုံးအရဟံဂုဏ်တော်လောက်ကိုအတိပ္ပယ်ပိုင်နိုင်လေးနဲ့ပွားစမ်းပါတဲ့ဒုပရိသတ်အတွက်ဘဝချမ်းသာရယုံနေမဟုတ်ပါဘူးဗျာကိလေသာညွန်ပြောင်းတဲ့ကနေပြိတ္တိကိုယ်တိုင်ပါလုပ်နေတာလေယုံထွက်နေတာတဲ့ဒါကြောင့်ဘုံဘုံတရားကိုဘယ်လိုပေးတာယုံထွက်နိုင်ပါစေတဲ့ဆုတောင်းတာလားခိုင်းတာလားဘယ်တရားယုံထွက်ပါလဲကဲဟိုကချစ်မောင်နှမပြောပါအောင်ဘယ်တရားယုံထွက်ပါလဲကိလေသာညွန်တွေကယုံထွက်ရမှာပြိဿရဲ့ဒီတရားဘယ်ကနေဖြစ်လာတာလဲဆိုရင်ခောဒလမင်းကြီးရဲ့ပါဝေယကဆင်မင်းကြီးကိုအကြောင်းပြုပြီးတော့ဖြစ်လာတာ။ဘာကိုအကြောင်းပြုခောဒလမင်းကြီးရဲ့ပိုင်တဲ့ဆင်ကြီးထဲမှာပြိဿရဲ့ပါဝေယကလို့အမည်ရတဲ့ဆင်ကြီးတစ်ကောင်ရှိတယ်။ဟာငယ်ငယ်တုန်းကတော့ပြိဿရဲ့နန်းတော်ထဲမှာဒီဆင်ကြီးကိုအကုန်လုံးမင်းကမင်းသားကစတပြေးနဲ့ပြိဿရဲ့သုံးလာလိုက်တာမင်္ဂမင်္ဂသုံးတပြေးအရွယ်ကြလာတော့တော်တယ်မှာသစ်ဆွဲကြံတဲ့အားဖြင့်ဆွဲသုံးဆင်ကိုပြိဿရဲ့တပြေးသုံးလာရင်နဲ့နောက်ဆုံးကြတော့သင်္ခါရသဘောတရားရဆင်လည်းပဲအသက်ကြီးခြင်းအိုခြင်းမရှိဘူးလားဆင်ကြီးတပြေးအသက်ကြီးအိုခြင်းရေးရောလာတော့ခိုင်းလို့မကောင်းတော့ဘူးခိုင်းလို့မကောင်းတော့ပြိဿရဲ့ကောသလမင်းကြီးကဘာမှမခိုင်းတော့ဘာမှမခိုင်းတော့ပြိဿရဲ့ဆင်ကြီးကတခါတည်းသူကလွတ်လပ်ပေါ်ပါစွာနဲ့သွားလာလို့နေလိုက်တာတနည်းကြတော့ဆင်ကြီးပြိဿရဲ့ဟိုသွားဒီသွားနဲ့ညွန်အိုင်ထဲမှာဖြတ်လျှောက်သွားတဲ့အချိန်ဒုက္ခနာကိုကြီးပြိဿရဲ့ညွန်ထဲကိုတဖြည်းနစ်ဝင်သွားလိုက်တာယုံနေပြိဿရဲ့ခွန်အားကလည်းအသက်ကြီးလာတော့ကြာလာလားတက်လာခွန်အားကလည်းကြာလေနုံကလည်းယုံလေနစ်လေယုံလေနစ်လေတပြေးနဲ့ပြိဿရဲ့ဘာဝေကဆင်မင်းကြီးဘာဖြစ်လဲဆိုရင်နုံလေးကိုနစ်ပြီးတော့ตีမဲ့ကိန်းမျိုးဆိုင်လူတွေကလည်းဒီဆင်ကြီးကိုပြိဿရဲ့ဆင်နိုင်မှာမလားမဆင်နိုင်တော့ပြိဿရဲ့ဆင်ကြီးကိုကမ်းပွားနေကြည့်အောဖို့ကောင်းလိုက်တာတဲ့တန်ဝေကရဖို့ကောင်းလိုက်တာငယ်ငယ်တုန်းကမင်းကြီးရဲ့အမှုတော်ကိုတခါတည်းခန့်ညာခွန်အားအပြည့်နဲ့ထမ်းခဲ့တဲ့ဆင်ကြီးအခုကျတော့သင်္ခါရသဘောတရားရအိုမင်းရင့်ညော်နိုင်တော့သူထမ်းခဲ့တဲ့ဝိမျိုးမပြောနဲ့သူခန္ဓာကိုယ်တော်မှညွန်လေးကနေရအောင်မထုတ်နိုင်တော့ပါလားကဲတကယ်လည်းတန်ဝေကရဖို့မကောင်းဘူးငယ်ငယ်တုန်းကပြိဿရဲ့တစ်တုံးတွေဆွဲရှင်မင်းဝုံကိုအမျိုးထမ်းပြီးခဲ့တဲ့ဆင်ကြီးသူခန္ဓာကိုယ်တော်ယုံထွက်နိုင်တဲ့ခွန်အားရှိသေးလားမရှိတော့ဘူးပြိဿမြင်တဲ့လူတွေကဘာဖြစ်လဲကြည့်တတ်တဲ့လူတွေတန်ဝေကရတာပေါ့မကြည့်တတ်တဲ့လူတွေကတော့ဟာဆင်းကြီးနုံနဲ့နစ်နေပြီအမြုပ်တော့ပဲထင်တယ်ဒါပဲပြီးမှာပေါ့ကြည့်တဲ့လူတွေကတော့ပြိဿရဲ့တတိတန်ဝေကမရဘူးလားကြည်စမ်းပေါ့ဒါတော့ခွန်အားပြည့်တဲ့ဆင်ကြီးတော်မှာအိုချိန်နာချိန်ရောက်လာတော့သူ့ရုပ်သူ့နာတော်မသိနိုင်တော့ပါလားငါတို့လည်းပဲတပြေးနဲ့အသက်အရွယ်ကြီးရင့်လာတဲ့အခါကျရင်ငါရထားတဲ့ရုပ်နဲ့ငါအယိုးတော်ငါမသိနိုင်တဲ့ဘဝရောက်နိုင်တာပေါ်လို့များဆင်ကိုကြည့်တတိကပ်ပြီးတန်ဝေကညာမဝင်နိုင်ဘူးလားအဲ့ဒါပဲ
ကိုယ်တိုင်စဉ်းစားကြလေငယ်တုန်းကယုတ်နံနဲ့အခုယုတ်နံတူသေးလားဒုပရိသတ်မှာဘုန်းကြီးတို့ကမတူတော့ဘူးဘုန်းကြီးကလေပရိသတ်ရဲ့ဖြစ်နိုင်တရားကိုဘယ်တော့မှနှစ်ပွဲလက်မခံရန်ကုန်မှာဒီနေ့နှစ်ပွဲလောက်ဆိုဒီတရားဒီလုံးမှာ3ရက်လောက်ပဲပါအဲ့ဒါလေဘယ်လိုမှရှောင်တွဲလို့မရတဲ့ဘာသာရေးပွဲတွေဖြစ်နေလို့ဘုန်းကြီးပေးတာမပေးဘူးဘာဖြစ်လဲကိုရထားတဲ့ယုတ်နံကပရိသတ်မသိလို့ပြန်ရတာတဲ့ခန္ဓာဖြစ်တဲ့အတွက်ထင်တိုင်းသုံးလို့မရတော့ဟမ်ငယ်တော့ပရိသတ်ရဲ့20နဲ့40ကျတော့တက်ကြွတဲ့ကြက်ဖဟုတ်လားတွေ့သမျှကိုခုတ်ဖို့ချောင်းနေဟုတ်လားအခုတော့ပရိသတ်စိတ်မှန်ဆွဲပါချကိုယ်ပြောနေတဲ့ချီးမွမ်းတယ်ဆိုရင်လည်းကဲရတာဆိုတော့ပရိသတ်ရဲ့စိတ်မှန်ပါချလိုက်တာတော်တော်နေလို့တိုင်တော့ကောင်းပါတယ်စိတ်မှန်လည်းမချလို့မရတော့ဘူးစိတ်မှန်ဘလောက်မချပရိသတ်ရဲ့ရုပ်မှန်ကတက်လို့ရသေးလားပရိသတ်ရဲ့ဟန်လေးကောင်းနေလို့မလဲတာဟန်မကောင်းရင်ရိုင်ထိုးပြီးမလဲသွားနိုင်ဘူးလားဒါကြောင့်ကိုယ်ခန္ဓာကိုကြည့်ပြီးတော့ငယ်သေးတယ်လို့မတက်နေတဲ့မြင်နေရတဲ့လူတွေကလေဒုက္ခလိုက်ကြီးနော်ကိုချင်းကြီးအမလီတော်တော်လေးကိုနော်ရိုင်သွားပြီနော်ပြောနေမှာကိုကတော့မလီငယ်ပါသေးတယ်ဟုတ်လားကြောင်းခေါ်လို့ကိုမရဘူးဟုတ်လားအဲ့တော့ပြိဿရဲ့ဆင်ကြီးကိုကြည့်ပြီးတော့သံဝေကရတဲ့အတန်တွေကလေဟိုပြောဒီပြောတယ်ဘု து တိရောက်သွားတယ်ကောသလမင်းကြီးကြားသွားတယ်ရှင်မင်းကြီးအရှင်မင်းကြီးရဲ့ဘာဝေကဆင်မင်းကြီးကတော့အခုနွန်ထဲမှာနစ်နေပြီမင်းကြီးတပြေးနဲ့မင်းကြီးရဲ့ဆင်ကြီးနွန်နစ်လို့တည်တော့မယ်ထင်တယ်ဟာပြိဿရဲ့ကောသလမင်းကြီးကသူသုံးလာတဲ့သူ့ရဲ့ဆင်ကြီးပဲကျေးဇူးကြီးလားမကြီးလားငါရဲ့အပေါ်မှာဒီလောက်ကျေးဇူးများခဲ့တဲ့ဒီဆင်ကြီးဘယ်လိုလုပ်နုံနဲ့နေပြီးသေလို့ဖြစ်မလဲငါမှတောင်းရှိတယ်ပြိဿရဲ့ဘယ်သူမှတောင်းရှိတယ်ငါမှတောင်းရှိတယ်ဆိုကောသလမင်းဒါဆိုရင်ဒီဆင်ကိုဘယ်သူထုတ်နိုင်မလဲပြိဿရဲ့စစ်တပ်သွားထုတ်ခိုင်းလို့ရမှာကြက်ကြိတ်ထုတ်ခိုင်းလို့ရမှာဉာဏ်လေးနဲ့ဆင်ကိုနိုင်တာဒီဘယ်သူလဲဆင်ဦးစီးပဲပြိဿရဲ့ရှင်မင်းဆင်ဆိုပြီးတော့ဆင်ဦးစီးနဲ့ရှင်မင်းဘယ်သူကြောင့်လဲဆင်ဦးစီးမှကျွမ်းကျင်တာဒီတော့ကျွမ်းကျင်တဲ့ဆင်ဦးစီးကိုလာအောင်မောင်ရင်ငါဘာဝေကဆင်မင်းကြီးငါ့ကိုဒီလောက်ကျေးဇူးများခဲ့တာကွာဒီအရွယ်ရောက်ခါမှာသူကမြနုံနဲ့နစ်လို့တည်ရမယ်ဆိုရင်ငါဘယ်လိုလုပ်စိတ်ချမ်းသာမလဲဒီတော့မောင်ရင်တဲ့မင်းတက်တဲ့ပညာနဲ့ငါဆင်ကြီးကိုညွန်လေးကရအောင်ထုတ်ပေးသမ်းပါကွာပြိဿရဲ့သောသလမင်းဆင်ကြီးပေါ်မှာမေတ္တာမကြည်ဘူးလားဘာရှိခဲ့လို့အဲ့ဒါပါပဲကျောင်းဆယ်ကိုစရောက်တာဒီမိသားစုတွေပါပဲကျေးဇူးကြီးလွန်းလို့ထုတ်တာပါမတိကြောင်ဆောင်နေရောမရဘူးလားငါမေတော်ကြီးတို့မောင်နှမတွေဘယ်လိုပဲပြောကိလေသာညွန်ထဲမှာတော့နစ်တော့မယ်ကိုမထုတ်နိုင်တော့ပြိဿရဲ့ဘုရားဟောတဲ့တရားလေးနဲ့ထုတ်ရတာပေါ့ကိုပြောတာဆိုဘုန်းကြီးတက်တိုင်းလျှောက်ပြောနေတယ်လို့ပြောရင်ပြောမှာဟုတ်လားအဲ့တော့ပြိဿရဲ့ရှင်းလို့ထုတ်တာလားမုံလို့ထုတ်တာကောသလမင်းဆင်ကြီးကိုရှင်းလို့ထုတ်တာလားမုံလို့ထုတ်တာရှင်းလို့ထုတ်တာဆိုပြိဿရဲ့အခုသူမမိုင်ပြီပဲလို့ပြိဿရဲ့ကြက်တက်ကြောတဲ့ဆင်ဦးစီးကိုအကူကြီးမတောင်းလားအမလီကောသလမင်းမှာဆင်ဦးစီးအကူကြီးတောင်းရတယ်ဒီကဘုမှတောင်းကြမလို့ကိုယ်တိုင်ကိုအတွင်းဆွဲထုတ်နေတာဟုတ်လားအဲ့တော့မနက်ပိုင်းကျရင်မေတော်ကြီးရှိတဲ့ထုတ်တာတွေအကုန်လုံးထုတ်မနက်ပိုင်းကျွတ်တော့ဒါနအလုံးကစပြီးတော့လုပ်မယ်ဟုတ်လားမနက်ပိုင်းစပြီးတော့ဆင်ကြီးထုတ်တယ်လို့ပဲထုတ်တော့မယ်ဟုတ်လားအဲ့တော့ပြိဿရဲ့ဆင်ဦးစီးကမလားပါကျွန်တော်မျိုးကြီးချူစားပါမယ်ပြိဿသိကောင်းတယ်ဘာလုပ်လဲဆိုဆင်ဦးစီးကလည်းဆင်ကြီးကိုသွားကြည့်ဟာဒီဆင်ကြီးကခေါ်အားကိုလို့မရတော့ဘူးသူကများခေါ်အားမရှိတော့တဲ့အတွက်သူ့ကိုစိတ်ခေါ်အားပဲငါပေးရတော့ပြိဿရဲ့ရုပ်ခေါ်အားကတော့တောင့်သေးလားဘာခေါ်အားလို့ငါတို့စိတ်ခေါ်အားနဲ့ဆွဲထုတ်မှရမယ်မှတ်ထားတော့မေတော်ကြီးဂါယုကျေးဇူးရုပ်ခေါ်အားကောင်းသေးလားခင်ဗျားလည်းကျုပ်စီလိုက်ရိုက်ထိုးပါမယ်ကျုပ်လည်းသိမှာပါဟုတ်လားရုပ်ခေါ်အားမကောင်းတဲ့အချိန်မှာဘာခေါ်အားကောင်းစိတ်ခေါ်အားကောင်းဖို့ပြိဿရဲ့အဲ့ဒီမှာဆင်ဦးစီးကဆင်ကြီးနစ်နေတဲ့ညုံရဲ့ဘေးကကမ်းပေါ်မှာဘာလုပ်လဲဆိုရင်ဒီခါလေးတခြားဆင်တွေကိုအဲ့ဒီမှာဒီခါလေးခေါ်လာဆင်တွေကိုဘာလုပ်လဲဆိုရင်ရှေ့တန်းစစ်မျက်နှာမှာဆင်တက်ကြီးနဲ့တိုက်ပွဲထွက်တယ်လို့ပဲဘယ်ညမှာပြိဿရဲ့ဆင်တွေတခါလေးရှေ့တန်းစစ်မျက်နှာထွက်မဲ့ပုံနဲ့စစ်ကိုပြင်း
ဆင်းတွေကိုတခါလေရှေ့တန်းစကန်ထွက်မဲ့ပုံစံနဲ့ပြင်ဆင်ပြီးတော့ထားအကုန်လုံးပတ်ပတ်လေးမှာဆင်းနေရောက်လာပြီးတော့ပြိတ္တဆင်းအော်သာဆိုမရှိဘူးလားဟာဆင်းတော့ဦးအော်ကြတော့ပြိတ္တကြီးဒါလည်းဘာဝေကဆင်းကြည့်တယ်ကြည့်တော့ပြိတ္တကြီးသူကကုန်းပေါ်မှာလားညွန်ထဲမှာပြိတ္တကြီးဆင်းတွေကိုလည်းမြင်ရောစိတ်ကွာတက်လာတယ်အော်ငါဘေးမှာဆင်းနေဖို့ရှိတာပဲပြိတ္တကြီးဒီကောင်လေးဟုတ်သေးလားအဲ့ဒီအချိန်ကျမှပြိတ္တကြီးဆင်းဦးစီးကဘာလုပ်လဲဆိုရင်ရှင်းတော်ပြိတ္တကြီးဆင်းနဲ့စစ်တိုက်တယ်ဆိုရင်ဆင်းတွေကိုစိတ်တက်ကြွဖို့ရတော့ခြေထောက်ကိုတိုက်တော့မယ်စစ်လွတ်လိုက်ပြီးတော့ねဟေးတိုင်းဒင်းနဲ့ဆင်းကိုစိတ်ကြွစေတဲ့စီတော်ကြီးဆိုတာရှိတယ်စီတော်ကြီးကိုတီးပြရတယ်စီတော်ကြီးကိုတီးပြရင်တခါနဲ့ဆင်းတွေကစိတ်တက်ကြွမုံရုံစိတ်တွေပေါ်လာပြီးတော့တခါနဲ့ရှေ့ရရန်သူနိုင်တိုက်တာအဲ့တော့ဆင်းဦးတည်းကဘာလို့ရှေ့တန်းစစ်မျက်နှာရှင်ကိုစစ်တိုက်တဲ့ပုံစံမျိုးနဲ့တိုင်းဒင်းတို့လေအဲ့ဒီပါလေဘေးကဆင်းနေရတဲ့ညာသံပြီးတော့တခါနဲ့អော်ပြီးတော့ရှေ့ဦးတက်ပါဝေကဆင်းပြီးရတယ်သူ့ကိုယ်သူဘာပြန်ပြောရလဲဟာငယ်ငယ်တုန်းကပြိတ္တရဲ့ရှေ့တန်းစစ်မျက်နှာပြင်မှာသူစစ်တိုက်ခဲ့တော့မာနတွေပြန်ဝင်ပြီးတော့ရန်သူတွေပြင်ရင်တော့အနိုင်တိုက်မှာပဲပြိတ္တရဲ့စိတ်ခွာတွေတက်မသွားဘူးသူ့အတန်မှာပြိတ္တရဲ့ညာသံပြီးတဲ့အတန်နဲ့ယွန်းអော်လိုက်ပြီးတော့ဒင်းဆိုတဲ့ဆင်းဦးရဲ့ညာသံပြီးတဲ့အတန်တော့မှာငယ်မူငယ်သွေးစိတ်တွေပေါ်ဝရိယတရားကိုအာကုန်မောင်းတင်ပြီးတော့ရုပ်ထွက်လိုက်တာပြိတ္တဆင်းကြီးကတခါတည်းခါတဲ့ဟိုးနဲ့တခါကမ်းပေါ်ပြန်ပြီးတော့တတ်နိုင်သွားတယ်ပြိတ္တဆင်းဦးစီးရဲ့ကျွမ်းကျင်မှုသည်ဆင်းကတကယ်မာနတွေတက်လို့စိတ်ခွန်အားတွေနဲ့ဝရိယတွေသုံးလိုက်ညွန်တွေကပြန်တက်မသွားဘူးအဲ့ဒါပဲဘယ်တော်ကြီးကြိုက်တဲ့နီးနဲ့မှတ်လို့ရတယ်အာလုံးပေါ်တို့တရားဓမ္မတွေကြိုက်တဲ့ဆရာတော်မှာကြိုက်တဲ့နီးနဲ့သွားမှတ်တရားမှတ်တဲ့အချိန်မှာငယ်ငယ်တုန်းကတော့မှငါဘာမှမရှိတဲ့ဘဝနဲ့တိုက်တီကားတွေစိတ်တွေရွှေတွေငွေတွေကိုရအောင်ရှာနိုင်နေတာပဲဘာမှချွေးပြန်စရာမလိုအပင်ပန်းခံစရာမလိုတဲ့ငါရတဲ့ယုတ်နံမှာပဲတတိပဋ္ဌာန်ကပ်မှတ်တဲ့ဒီတရားအိုးငယ်ငယ်ကဝရိယမျိုးစိတ်မျိုးနဲ့ငါရှာရင်ရမှာပေါ့လို့နောက်ကပြိတ္တရဲ့ဆင်းဦးစီးနဲ့တူတဲ့ဘုန်းကြီးတို့ပေးတဲ့အတန်လေးများလက်ခံပြီးကျင့်သုံးလိုက်ရင်ရုံးမထွက်နိုင်စရာအကြောင်းရှိပါမလားအေးဘုန်းကြီးကတော့ဒီနေ့စီတီးခဲ့ပြီဗျာဟုတ်လားကြောက်တဲ့မျိုးကမေတော်ကြီးနဲ့အားလုံးဘာလုပ်ဖို့ပဲကြံတော့တယ်ရုံးထွက်ဖို့ပဲကြံတော့တယ်အဲ့ဒီမှာပြိတ္တရဲ့ဆင်းကြီးကုန်းပေါ်ရောက်မသွားဘူးလားတယောက်ယောက်ကဆွဲထုတ်တာလားကိုယ်တိုင်ရုံးထွက်တာအားအင်းတွေကကြမနေဘူးရုပ်ခန္ဓာဘလောက်အားအင်းကြစိတ်ဆိုတဲ့နံတရားများတောင့်တင်းရင်ပြိတ္တရဲ့ဝိပဿနာတရားကဆင်းညွန်တွေကယုံရတာထက်လွယ်ပါတယ်ဟုတ်ပလားအဲ့တော့ပြိတ္တရဲ့သောသောကြည့်တဲ့လူတွေအံ့ဩတယ်ဟာအံ့ဩဖို့ကောင်းလိုက်တာတို့ကတော့ညွန်ထဲမှာနစ်ပြီးတော့ဆင်းကြီးသိမယ်လို့အောင်းမိတာဩကျွမ်းကျင်တဲ့ဆင်းဦးစီးနဲ့တွေ့ဆင်းကြီးရဲ့စိတ်ဓာတ်တွေငယ်မူငယ်သွေးနဲ့မာနတွေဝင်ပြီးတကယ်ရုပ်ကံတော်လေတကယ်လွတ်မြောက်တာပဲတဲ့ပရိသတ်ရဲ့အော်နဲ့ချီးမွမ်းပြောဆိုဒီထဲမှာလာကြည့်ပြီးမြင်သွားတဲ့သံဃာတော်အရှင်မြတ်တွေလည်းပါသံဃာတော်ရှင်မြတ်တွေကဇေတဝန်ရွှေเจ้าရောက်တော့တပန်းနဲ့တပန်းပြောတာပေါ့ဟာကိုတော်ကြီးသိပြီးအောင်းမိတာကိုတော်ရှင်ဦးကြီးရတယ်ကိုတော်အပွားနဲ့ညာတန်ပြီးခါရတက်ဟေနဲ့စစ်သွေးတွေဝင်အောင်ခါလေးကိုမန်တက်အောင်ပြောလိုက်ဟောလိုက်អော်လိုက်တာဟာအရှင်ဘုရားကြီးဆင်ကြီးကရုပ်တက်သွားလိုက်တာတက်သွားတယ်ပေါ့တပန်းနဲ့တပန်းထူးဆန်းအော်စွာပြောနေတဲ့အချိန်မြတ်စွာဘုရားကဟဲ့ချစ်သားတို့ငါဘုရားရှင်ကြွလာတဲ့အချိန်မင်းတို့ဘာတွေပြောနေတာလဲမှန်လားပါဗျာအရှင်ဘုရားပါဝေကဆင်မင်းကြီးညွန်နိယာကနေဒီလိုကြောင့်ရအောင်ရုပ်ထွက်နိုင်တဲ့အကြောင်းကိုအော်လို့ပြောနေကြတာပါအဲ့ဒီမှာကျမှမြတ်စွာဘုရားအဲ့ဒီပါဝေကဆင်ကိုဥပမာပေးပြီးတော့ဘေကံဝေจิตာจิตမိတို့ဘေကံဝေမိမိရကြတဲ့ယုတ်တရားနံတရားပေါ်မှာတတိဟိကင်းနေတဲ့จิตာจิตမိတို့ပင်ကေရွှွညွမြောင်းတဲ့သံတော်နေလေသောဂုံစရောဆင်မြောင်ကြီးသည်အတ္တနာမိမိကိုယ်ဩတရထေဝရွှွညွနေကနေအာအိုင်အပြည့်နဲ့ယုံကံလို့ထသွားသလိုပါပဲจิตာတို့တဲ့
Eri Pawiyaka Sinyi Nyone Nitni Talobe Minole Ayo Ngava Kamagontia Sore Kilida Nyonema Nini Rore Nini Mino Ko Nitni Nyongo Mino Kiba Ayaga Erima Yani Go Hobare Pawiyaka Sinyi Di Mimi Koari Ne Mimi Lachiri Go Agobido Jungan Lo Twat Nange Talobe Mino Dileve Mimiro Yadare Yodia Nania Boma, Tiaro Yaboma, the gay Yungi, the Dasiti, Mabia Malane Yunama, Mani, the Deep Batandiari, the gay Kauna Magana, the gay Mana Magmana, Quadia Dine, Yandiarine, a ye don't get a munge, three Yuna Yaboma, G on Mui like it, Waria Diane, Adojame, Soye. Mino leve, mino kipita sore, nyom negani, lo on jone quare, se uzine, ture, nabiagado, minogo, siti lo, a chap vilavi, chinado, jung fatado. Vedai, Yaga Balujano? Eidoma Kurorile, Tadikada, oh, Hudavi, Maruleve, Kilida, nyom yauneba, nilo nilaida, dia atobo, mini yane. Yagwa Vyagale, Ho, Tadi P. Yare, Tadi, Tamu, Shishine, Brindai, Tadane, Wariane, Tadine, Pau, Yadare, Yonama, Talaulo, Malaida, Didana, Sone, Jima, Brindai, Ojava, the Jato Danima, Toda Badi, Manya, Punyan, Tide, Luve, Pavare, Dido Damaro, Eri Hani, Alo, Aratamanya, Punyan, Sai, Kilida, Kine, Yahanari, Akono, Shikomari. Magaula. Every day, young truck kinda, Bedule Yatwapia, young Gera, Bedule Yahanori, Dido Briday, Kini the young Nega, young truck put the deep baby dog, take that, yoke that, on Abiyama, Piane, Ponido, Naoma, Malawi say that, Yokadi, Koabi, Dobre Daga, young between Yavamala. Yaune Naya, young travel, the deep beer, Payae, Siro, Didini, Joseph, Dilo, Biva, B, young travel Yandra, Kilina, young Negani, Kuraime, Joda, Atobo, Trapo, nobody. Similar. E Alo, Tamata, Wipatana, Diamia, Lakai, Taja, Kilina, Nyon Negani, Agolo, Yontra Naya Bazi, Yontra Naya, Pawama Choyare, Loka, Tabawa, Loka, Paridewa, Diamia Gole, Jopian Nai, Kosia, Diamia, Jopian Nai, Hawaii Pana, Nipan, Chanta, Goleve, Rekuzwa, Yaja, Bazi, Gomadi. Didida Duda Bodina Dulida Wadama Didana Avina Dana Saidina Vaduda Dudi Badata Daro Dianala Ajavari Yadagarama Bangduro Domi Binduro Abandoni Duda Bodina Dana Dila Samadi Yinyane Satshindo Ododa Pya Biswado Mudo Pyashin Guru Myaji Nadiga Ata Udoma Didi Down the Sinkanga Hoja Ado Imadama Didana Gilida Nyum Yaunema Wakana Didi Down Amyukanima Suri Adwaja Gilida Nyunega Yunpa Namuya Dwat Tadi like the Idea Didana Domyago Tune Dawa Gauswa Yosi Naja Jago Yinchi Avina Saidina Lonita Shrila Wam Yawan Bidi Jago Lia Avina Dana Saidina Kori Goro Narura Longa Gaingani Rema Pioni Roshiri Nari Mamiri Miri Nema Chimwa Aun Chilu Gauno Shiri Amelingaro Shingwe Pebido, Adingo Yum Prabo Sweto Nivala, Velo Yivali, Ajimaya, Diloda Jimaya Shingwe Kweli, Nabuale, Dinove Pony Oma, Mayelo,
Majina de Sidine Town Yaudine, Abidi Bija Ome Soye, Predai, Hori Guru Yigaro, Nawale Puni Chibo, Sudana Vabe, Wabawari Madiro, Diafe Doyene, Jumpa Me Soyeno, Joleve, Timaja, Lababu, Daja, Veloe Suri Bibi, Veloe Jinada Majina Dari Jojo, Diganigado, Wamya Wanda, Yon Pagoya, Joga, Gombido, Oge, Bibabi, Daja, Tiago Veloe, Ayon, Yulo, Nava, Igani, Yizia, Bama, Mababe, Mabanya, Dolebe, Hori Jau Seboma, Sirena, Midadra, Diari, the Gate Tatan Swane, the DP, Layavane, Sore Ajao, Yan Jaulo, Shinjayim, Yalai, Diabo, Martin, Zari, Yamiawe, Gigi Nene, Gigi Lily, Wanda, Abidi, Jagole, Dadu, Dadu, Di, Dadu, 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 Lokodo, Tura, Yellow, do ye call yet, Fijo, Tango, Padata, do ye, no near highway. Cao Sa Mật Tùy Chú Lai Dạ Lì Gô Ya Tà Đi